ဒါတော့ခြေဝင်းများပြတဲ့သိပ္ပံပညာကိုကျွန်ုပ်တယောက်တည်းလည်းအကုန်လုံးမတော်ပါဘူးမတတ်ပါဘူးဘာသာတွေအများကြီးရှိတယ် sociology ပေါ့အခုဆိုတော့ sociology anthropology ဆိုတော့ logy တွေဘာသာရပ်က main logy ကို890ရှိပါတယ် anthropology physiology sociology sociology အဲ့ဒီ logy တွေကိုပဲ890လောက်ရှိတယ်ဘယ်ကြည့်နေမှာတော့သို့တော့အလှတဲ့အခါကလာပြီးအဲ့ဒါတောင်းမှလိုက်တာနဲ့တရားကောင်းစဉ်လေးကိုသူ့ပေးလိုက်တယ်ကြိုက်လားကြိုက်တယ်အဲ့ဒီတင်ဟောပေးပါဆိုလို့ပထမတော့ကတော့2ရက်လောက်အချိန်ရရင်သူတို့စတင်ပြီးတော့တရားတောင်းစဉ်တော့က9ရက်6ရက်9ရက်ပေါ့ဒီလိုရက်ပေါ့အဲ့ဆိုရင်3ရက်4ရက်5ရက်6ရက်သူတရားဟောရင်3ရက်4ရက်ကိုမတရားကကျွန်တော်ညီမအိမ်သွားပြီးတော့2ရက်လောက်နားမယ်နားရင်အဲ့ဒီမှာပြင်ဆင်မယ်ပေါ့အခုကျတော့မတရားကနောက်ရောက်ပြီးဟောပြီးမှဆိုတော့အချိန်ကမရတော့ဘူးခင်ဗျားတို့သိတဲ့အတိုင်းပဲငပီအိုးတို့ဟိုဘက်တဆွဲနေရတယ်ဘာအင်တာနက်ဒီ website ဒီဘာမှရတဲ့နေရာမဟုတ်ဒါကြောင့်မလို့အမြန်မနေ့ကနဲ့ဒီနေ့တရက်တာလေးတွင်းမှာကမျောသောကောပြန်လိုက်ရတဲ့တချို့ဘာသာပြန်နေအာနေမှုအပြည့်စုံမှုရှိကောင်းရှိလိမ့်မယ်တချို့ຢာတွေမှာရှာလို့မရဘူးသူတို့တွေကကိုးကားလိုက်တယ်ဘယ်ပါဠိတော်ထဲမှာဘယ်လိုစကားလုံးပါပါတယ်လို့ကိုးကားလိုက်တယ်မဆိုဝိညာဏသောတံ string of mind string of consciousness သူအဲ့ဒါကိုသုံးလိုက်တယ်ဒါသူဘယ်မှာလို့မသုံးအဲ့ဒီစလုံးကိုဘယ်နည်းကဘုရားရှင်ဘယ်အကြောင်းအရာကိုယူပြီးတော့ဟောလိုက်တယ်လို့မပါဘူးအလုံးမပါတာဖြစ်ချင်းကြောင့်ကာယကံရှင်ဘုန်းကြီးမှာတိတ်တော့ရသွားအဲ့ဒီကြတော့နောက်ကြတော့မှဒီရတဲ့ထကရာဖွင့်တီကာဖွင့်နေတယ်တချို့ပါဠိတွေလည်းကိုလည်းမတွေ့ဘူးဟောတချို့တုတ်တယ်လည်းမတွေ့ဘူးဆိုဝိညာဏသောတံစိတ်ကအလျားလေးစိတ်ရဲ့အစဉ်လေး the string of အဲ့ဒီ string of mind သူ string of consciousness လေးอ่ะဘုရားတစ်ခုပဲအဲ့ဒီရဲ့စိတ်ရဲ့အလှိုင်းလေးကိုစိတ်ရဲ့အလျင်လေးကိုသိတာတသူကဘယ်မှာပါတယ်ဘယ်သုတ်တံဘသူဟောတယ်ဘာမှမပါဘူးဘယ်လိုမှလုံမရဘူးဆိုတော့အဲ့ဒီကြားတဲ့ဘီးရပြတ်သွားလိုက်တော့ကောင်းဆိုဝင်လာလိုက်နဲ့ဒါကြောင့်မလို့အခုထေရဝါဒဘုရားဘာသာထေရဝါဒနှစ်ယနေ့သိပ္ပံကဘာလို့တရားကောင်းစရာဟောဖို့ရှိပါတယ်ဘာသာရေးဆရာစကားတွေများတာဖြစ်ချင်းရောဒီအယက်သားများကိုနားလဲအောင်ရှင်းပြဖို့ဆိုတာဟိုနှိမ်တာမဟုတ်ဘူးနော်ကျွန်တော်ကိုယ်တိုင်လည်းဟိုဆရာတော်ဝါဒနာကိုယ်ကလည်းဘွဲတွေပါတွေရခဲ့ပြီးတော့ PhD ပဲဒီရခဲ့တဲ့ဘုန်းကြီးမဟုတ်ဘူးဝါဒနာပါလို့လေ့လာတဲ့ဝါဒနာရှင်ပါပညာရှင်မဟုတ်ပါဘူးအဲ့တော့မဆတ်ချိုးကကိုဝင်းစောဆိုရင်သူတက်တော်နဲ့ပတ်သက်တာနားလေတယ် conservation တွေလုပ်တယ်စားရတော့ဘုန်းကြီးကအဲ့ဒါကိုတက်တော်ပြီးတဲ့တစ်ခုကိုရှာရတယ်ရှာပြီးတော့မှ conservation တွေဘယ်လိုလုပ်သလဲဆိုတော့ဒီ environmental protection တွေမှာ forest ကဘယ်လောက်ရေးပါတယ်ဆိုတော့ဒါသူတို့ကတကယ်သင်ခဲ့တဲ့ပုံကိုသူ MSc ရအောင်သင်ခဲ့တယ် so physics so footing တွေ atom တွေစားရရဲ့ခုနပြောတဲ့ quantum theory တွေ some momentum theory တွေအဲ့ဒီဥစ္စာတွေဝါသနာပါလို့တာဝါသနာပါတာကဗုဒ္ဓတရားတော်တွေနဲ့နှိုင်းယှဉ်ပြီးလေးလာခြင်းလို့လောက်တာဒီလိုကြီးဟောဖို့လဲရည်ရွယ်တာမဟုတ်ဘူးအဲ့ဒါကိုဝင်းခိုင်ကပြောလို့ချိုတင်ပြောခဲ့ပါတယ်ဘာနဲ့မှကြောင်းမပြီးခဲ့ဘူးဟုတ်ပြီနော်အဲ့လိုဆိုတော့အခြေခံပညာ10တန်းလောက်လေးရှိတဲ့ကလေးတယောက်ကျောင်းသားတယောက်အဲ့ဒီ physics law တွေ chemistry တွေ bio တွေအကျွမ်းကျင်သို့တော့ဖတ်တယ်စဖတ်တယ်အဲ့ဒါစဖတ်အားနဲ့ဟောအခုထေရဝါဒဆိုတာကိုစပြောပါထေရဝါဒဆိုရင်ထေရဝါဒဆိုတော့ဝေါဟာရနောက်ကောဖတ်တယ်ထေရဝါဒဆိုထေရဝါဒရဲ့ဝေါဟာရကိုစပြောပါမယ်ထေရဝါဒဆိုတာဘာလဲလို့မေးရရှိတယ်ဒါကိုအရင်သိဖို့လိုပါတယ်အဲ့လို့ဆိုရင်ထေရဝါဒဆိုဒီမှာရှင်မဂ္ဂတ္တဗရှင်အနန္ဒာအရှင်ဥပ္ပန်လိအဲ့ဒီပုဂ္ဂိုလ်ရဲ့စကားလုံးပဲဝါဒပဲမြန်မာနိုင်ငံအနေနဲ့ပြောလို့ရှိရင်တော့မဟာသီဆရာဘုရားကြီးကမေးတယ်မင်းကွန်း TV ကဆရာတော်ကဖြေတယ်
အစဆုံးသင်္ကန်းယနာမှာတော့ထေရဝါဒအကြောင်းကိုပြောရင်သင်္ကန်းယနာကံပါမယ်အာတုမမျိုးသားကြီးဖြစ်တဲ့ဥတုပတ္တအကြောင်းပါမယ်အချင်းချုပ်အဲ့ဒါမပြောခင်ဒီနေ့ကမ္ဘာပေါ်မှာဘုရားဘာသာ2မျိုးရှိတယ်သို့မဟုတ်2မျိုးဆိုတာ main ကိုပြောတာပေါ့ so main school two schools ရှိတယ် so there are two kind of schools Theravada and Mahayana school so Theravada Mahayana school လို့သုံးတယ်အရင်တော့ယာန vehicle လို့သုံးတယ် Mahayana ကို graded vehicle Theravada ကိုနှိမ်ပြီး smaller vehicle အဲ့ဒါကိုကြည့်ပြီး smaller ဆိုတာအသေးဆိုတာဟိနဆူလာလို့ပြန်လိုက်ပါတော့လားတတ်စလုံးလေးလေဒါကြောင့်မလို့ကမ္ဘာစာပေကိုဘာလို့ဖတ်ရလဲဆိုတော့ဗုဒ္ဓဘာသာဗုဒ္ဓတရားတော်တွေကိုချစ်လို့ကမ္ဘာစာပေကိုနိုင်တဲ့လောက်ဝင်ရောက်ကြည့်အဲ့ဒီထဲမှာစေတနာမှန်တဲ့ပုံကိုယ်တွေရှိသလိုစေတနာဆိုးနဲ့မယဲတဲ့လူတွေလည်းအများကြီးပဲဒီတော့ဒီကနေ့ဓမ္မစီတွေတို့ကိုလည်းစัญญင်ပဲရေးတဲ့လူတွေအများရှိပဲကျွန်ုပ်တို့မလုပ်နဲ့ထေရဝါဒကြီးတစ်ခုလုံးကိုတိုက်ခိုက်နေတဲ့အနောက်တိုင်းသားပဲဖြစ်ဖြစ်အရှေ့တိုင်းသားပဲဖြစ်ဖြစ်သူတို့ကိုလုပ်ပါဓမ္မစီတွေကဘယ်သူမှမတိုက်ခိုက်ပါဘူးတွေ့တာမြင်တာကိုတော့ပြောတယ်အဲ့ဒီမြင်တော့ရှိတယ်ဥပမာပြောပြမယ်မြတ်စွာဘုရားရှင်သည် BC 623မှာမွေးတယ် The Prince Siddhartha was born in 723 BC အဲ့လိုပြောလိုက်တော့အပြင်ကမ္ဘာပေါ်မှာအတွေးခေါ်တွေစတင်ရှိခဲ့တဲ့ Greek Pythagoras Aristotle Socrates ဒီကတရုတ် Laos Confucius Zoroaster Jain သူတို့လည်းစောသွားသူမချိုက်ဘူးလားမချိုက်တာဖြစ်ချင်းကြောင့်တရုတ်ပညာရှင်တွေသူတို့ရဲ့ Laos Confucius Taoism သူတို့တွေစောတာဖြစ်ချင်းကြောင့်ဗုဒ္ဓရဲ့မွေးနေ့သက်ကိုနောက်ဆုတ်လိုက်တယ်နောက်ဆုံးတရုတ်ကဘယ်လောက်ထိဆုတ်လဲဆို448လောက်ထိဆုတ်လိုက်448မှာမြတ်စွာဘုရားမွေးရင်ပထမသင်္ကန်းယနာထေရဝါဒပျောက်သွားတယ်ထေရဝါဒက BC 543မှာစဆိုဘုရားရှင်448မှာမွေးတယ်ဆိုရင်ပထမသံဃာနာပြုတ်သွားအောင်ပထမသံဃာနာပြုတ်သွားရင်တတိယသံဃာနာ BC 300-310မှာမြန်မာတို့အရှိတောင်အရှတို့ထေရဝါဒဗုဒ္ဓဘာသာရောက်တယ်ဆိုတဲ့သမိုင်းကောက်သွားတယ်အဲ့ဒါမျိုးတွေကြတော့ဘယ်သူမှပြန်မရေးဘူးဒီဓမ္မစီတွေသေးသေးတွေကြတော့ဝိုင်းပိတ်တယ်နော်ကဘာကဂျပန်ဆက်တဲ့မြတ်စွာဘုရား date of birth မြတ်စွာဘုရားရှင်ရဲ့မွေးနေ့သက်ကိုနောက်တည်ဆုတ်လိုက်ခြင်းသည်သာသနာပြောင်းသွားတယ်ဥတည်ချက်ပြောင်းသွားတယ်တမန်မဲ့ဆရာတော်ကောသနာက1984မှာမွေးတာဆိုရင်800ဟောတဲ့တရားတွေငါမဟုတ်တော့လို့ပြောရောက်သွားတယ်ဒါပဲဖြစ်ရအဲ့လိုမျိုးဆိုတော့ကျမ်းတွေကိုဒါနဲ့ပတ်သက်ပြီး40လောက်ရှိပါတယ်3-4ဦးပဲမှန်တယ်ကျမ်းတွေကကလင်ကချစ်တွေများတချို့တော့တော်ပါတယ်ဂျပန်နိုင်ငံရဲ့ဗုဒ္ဓဘာသာရဲ့အကြောင်းအရာကိုသိချင်ရင်အနည်းဆုံးတော့ဒေါက်တာဆူစကီရဲ့ Essay on Buddhism စာအုပ်ကိုဖတ်နိုင်ရမယ်ဗုဒ္ဓဘာသာကိုလေ့လာပြီဆိုရင်တခါတည်းပဲညီငယ်ညီမငယ်တွေပြောလိုက်ပါမယ်ဂျပန်နိုင်ငံကဒေါက်တာဆူစကီရဲ့စာအုပ်ကိုတော့ဖတ်နိုင်ရမယ်တော်သူဘာဖြစ်ဖြစ်တချို့မဂ္ဂဇင်းတွေမှာဓမ္မစီကိုပြောတယ်အဲ့ဒီဘုရားမာယာနာတွေလာတိုးတယ်မာယာနာတိုးတယ်တာမဟုတ်ဘူးဒါ Essay on Buddhism ဖတ်ရမယ်တရုတ်နိုင်ငံရဲ့အကြောင်းရေးသိရင်ဒေါက်တာလင်ယူတန်ဒေါက်တာလီမေသူတို့ဖတ်ရမယ်နောက်ကျမ်းညွှန်လိုက်အိန္ဒိယနိုင်ငံက Indian philosophy ကိုသိရင်လူ3ယောက်ရှိတယ်တယောက်ဖတ်ရင်ပြီးတယ် Das Gupta T.R.V. Murti ဒေါက်တာရာခရစ်နာ3ယောက်တယောက်ဖတ်ရင်ပြီးတယ် Indian philosophy 3တွဲရှိတယ်4တွဲရှိတယ်2တွဲရှိတယ်1တွဲရှိတယ် Das Gupta အများ T.R.V. Murti Harvard Oxford University ဒီမှာ PhD ရခဲ့တဲ့ပုဂ္ဂိုလ်သူ့ကဖတ်နောက်ဆုံးအိန္ဒိယနိုင်ငံသမရာကြီးဒေါက်တာရာခရစ်နာ3တယောက်ဖတ်မယ်သီရိလင်္ကာနိုင်ငံကအကြောင်းအရာသိချင်ဒေါက်တာဝါပေါ်လာရောက်လာဖတ်မယ်ဒေါက်တာရောက်လာကတ်ချင်တာဖတ်မယ်သီရိလင်္ကာအိန္ဒိယပြီးတော့အနောက်တိုင်းကအတွေးခေါ်တွေကိုဖတ်ချင်ဘတ်တန်ရာဆယ်ရဲ့စာအုပ်တုတ်ထဲနဲ့ပြီးပါတယ်ဒီလောက်ဆိုရင်ပြီးသွားရက်ဆယ်ဒေါက်တာဆူစကီဒေါက်တာလီမေဒေါက်တာလင်းယူတက်ဒေါက်တာရာခရစ်နာT.R. Murti တော်ပြီအဲ့ဒါဆိုရင်အဲ့ဒါလောက်သိရလို့ရှိရင်
အရှိတိုင်းဗုဒ္ဓဘာသာတွေးခေါ်နေနောက်တိုင်းဗုဒ္ဓတွေးခေါ်ပြီးသွားပြီအဲ့ဒါပြီးတော့မှ Buddhism and Science ဆိုစော၄-၅ အုပ်လောက်လက်ရွေးစင်အုပ်တွေကတော့အများကြီးပဲ၄ အုပ်လောက်ရှိတယ်စံပြုတ်လောက်တယ်ခုနောက်ဆုံးထွက်နေတဲ့စောမဖတ်သေးပါဘူးသူကဗုဒ္ဓဘာသာဖြစ်ပြီးတော့ neurologist နဲ့ Buddhism ကို neuroscience နဲ့ရှင်းပြီးတော့စောင်းနာမည်က Buddha's brain နဲ့စောင်းအသိကောင်းလို့အမေရိကလူတယောက်ယူထားလို့စောတော့ပေါ့အဲ့ဒါကြည့်လိုက်တော့မှသိပ္ပံပညာရှင်တွေအကုန်လုံးရဲ့အဆိုမိတ်တွေအကုန်လုံးဆွတ်လိုက်ပါတယ်18 ချက်လောက်ရှိတဲ့ထဲက Science doesn't know about mind and brain mind and matter matter ပဲသိတယ် mind ကိုသိပ္ပံပညာသိစိတ်ကိုလုံးဝမသိပါဘူး So science doesn't know about love and hate ဘာကြောင့်ချစ်တာလဲဘာကြောင့်မုန်းတာလဲမသိဘူးနောက်ရှိသားကြီး Science doesn't know about light and life အလင်းနဲ့ဘဝကိုမသိပါဘူးနမူနာတစ်ခုပြောပါမယ်ဒီနေ့ချိန်ကြီးအောင်ကျမ်းနေတဲ့မှာအလင်းရဲ့ unit ကိုတိုင်းတဲ့အခါမှာတစ်စက္ကန့်ကိုမိုင်3,800,000လို့ဆိုခဲ့ပါတယ်တစ်ကမ္ဘာလုံးရေးတဲ့ကျမ်းတွေပါဒါတကယ်တမ်းဒီကနေ့ပညာရှင်တယောက်ကတိုင်းလိုက်ပါပြီအလင်းရဲ့အလျား unit ကိုတိုင်းတဲ့အခါမှာ3,800,2,800တွေ့လာသိပ္ပံပညာမပြည့်စုံတော့ဟုတ်ပြီနော် insects ပိုးမွားလေးတွေပဲကိုယ်တော်ပါတယ်လေ insect လေးတွေ bacteria တွေ9 မျိုးစားတင်9,000ရှိတယ် species အကောင်ရည်တဲ့မဟုတ်ဘူးနော်အမျိုးအစား species 9,000ရှိ 70,000 species of fish 9လောက်ရှိ insects လေးတွေ bacteria တွေအဲ့ဒီ bacteria တွေ5 to 25 million species သိတယ်အများကြီးပဲဆိုမနောဒရဘာဒုံလဘောဆိုတဲ့ထေရဝါဒဟာလေးကမှန်းနေပြီဘုရားရဲ့တရားတော်များကိုပြောတာပါထေရဝါဒနှမ်းရှင်မို့လေးအခုတော့ထေရဝါဒကိုအဲ့ဒီထေရဝါဒရဲ့သမိုင်းကြောင်းကိုပြောရရင်အခုပထမဦးဆုံးကြည့်တို့နဲ့နီးစပ်တဲ့စัทธသင်္ကန်းတာကိုစက်ကြည့်လိုက်တန်စုပေါင်းပြီးဂါယနာရွတ်ဆိုအတည်ပြုခဲ့ကြတယ်ဒါလေးမှတ်လိုက်ဆိုထေရဝါဒသည်တေဝရိယဟာမဟုတ်ဘူးထေရဝါဒသည် this is not belong to me ကျွန်တော်တို့လည်းပိုင်တာမဟုတ်ဘူးလေဘာလို့လဲလူစကားကိုပြောရတာလဲဆိုတော့ထေရဝါဒကြီးဟာသေးတယ်မာယာနကြီးတော့မာယာနကိုယာနက vehicle greater vehicle မာယာထေရဝါဒကသေးလို့ smaller vehicle ပယ်လိုက်ပြီဒီနေ့မသုံးရအဲ့စကားသာသနာ2500ပြည့်နှစ်မှာတရားဝင်မဲ့ထေရဝါဒကိုဟိနာယနာလို့သုံးညင်းမှကန့်ကွက်လိုက်သည်လို့မြည်သူတူးတယောက်မြည်သည့်ဖွဲ့စည်းမှာမသုံးရလို့သာသနာ2500ပြည့်အဲ့ဒီဒီ Buddhist International Buddhist Conference မှာပြတ်ထမ်းလိုက်တဲ့ဥပဒေကိုထိုးခုလည်းရှိတာပဲပြောတော့ငါ့မုန်းတာဝိုင်းကောင်ကသူ့ကိုလူတက်လုပ်တယ်တဲ့ဆိုတော့ခြေရတစ်ချိန်တုန်းက greater vehicle လို့သုံးတယ် smaller vehicle မကုမသုံးတော့ဘူးခုဘယ်လိုသုံးလဲထေရဝါဒမာယာနခါဆိုနောက်တစ်ခုသုံးနိုင်တယ်ထေရဝါဒ school Mahayana school Theravada school နှစ်ချက်သုံးတယ်နောက်တစ်ခု Southern Buddhism Northern Buddhism နည်းနည်းပါသွားပြီအဲ့ဒါလည်းသိမသုံးတော့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာကနေတောင်ဘက်ကိုဖြာထွက်တယ်မြန်မာလောကမ္ဘောဒီးယားဗီယက်နမ်ဆွေလင်ကထိုင်းလန်အဲ့ဒီတောင်ဘက်ဖြာထွက်လို့ Southern Buddhism မြောက်ဘက်ကိုဖြာထွက်လိုက်တယ်ဘူတန်နီပေါမွန်ဂိုလီးယားထိုင်ဝမ်တရုတ် China Korea Northern Buddhism ပြီးသွားပြီမြေပုံဝင်ကြည့်လိုက်ရင်စာရီတို့ဗုဒ္ဓဘာသာကိုမြောက်ဘက်ဖြာထွက်တယ်တောင်ဘက်ဖြာထွက်တယ်ဆိုပြီးတော့ so Buddhism ကိုပြောရင် Buddhism there's two kinds of Buddhisms some Northern Buddhism and others Southern Buddhism တခုရှိပါတယ်အဲ့ဒီ Buddhism တခုရှိတဲ့နေရာနေမြန်မာတို့ဒီ Southern Buddhism တောင်ပိုင်းဗုဒ္ဓဘာသာဒါလည်းမသုံးတော့ထေရဝါဒကပါဠိစာပေကိုအဓိကထားတယ်မာယာနကတက္ကရာကိုအဓိကထားတယ်ဓမေတိကောသံလာရဲ့ဘုတ်ကိုကောသံလာလို့ခေါ်မယ်ကောသံလာအဲ့ဒါပါဠိဗုဒ္ဓဆင်မှာဟိုဘက်ရောက်တော့လို့ရှင်ကောက်ရှာလာဝေသာလီလို့သုံးပါတယ်ပါဠိဝိုင်းရှာလီတက္ကရာဖြစ်သွားရာဇကြိုလို့သုံးပါတယ်ပါဠိယာဇဂဟိရာဇဂဟိရတ်ခိရီသာဝတိယံလို့သုံးဧဝမေသူရိကံသမယံဘဂဝါသာဝတိယံလို့သုံးမယ်သာဝတိလို့သုံးမယ်ထေရဝါဒပါဠိဗုဒ္ဓဆင်မြန်မာပြည်ရဲ့ပြင်ရောက်တော့လို့ရှိရင်ဧဝမေဆုတန်ဧကံသမယံဘဂျဝတ်ရှာရဘစတီလို့သုံးသူတို့တာဝတိသုံးတယ်မချမရရှာရဘစတီ
ဒါဆိုရင် Sharavasti လို့သုံးတာဒီတက္ကရာ Buddhism ဖြစ်ပါတယ်တာဝတိလို့သုံးတာဒီပါဠိ Buddhism ဒါဆိုရင်နှစ်မျိုးပဲသုံးတော့တယ်ထေရဝါဒပါဠိ Buddhism မာယာနာ Sanskrit Buddhism အဲ့ဒီမာယာနာနေပြီးတော့တန္တရဘာသာတွေမန္တရဘာသာတွေဒါမျိုးတွေပေါ့မန္တရဘာသာတွေမန္တရမဟုတ်လားတဲ့ဂုဏ်တော်တွေကိုအိန္ဒိယနိုင်ငံဗုဒ္ဓဂယာကိုသွားတွေ့ပါလိမ့်မယ်ဒီလိုလှည့်နေတယ်တီးဘက်တွေရာတို့အပတ်ရများလေပရိမစိတ်တော့ဒီတဲ့ပို့ပြီးနှိမ့်နေတဲ့ပုဂ္ဂိုလ်ကဟိုတို့ဘယ်လိုပြောမလဲဟိုစီကြိတ်တာစီကြိတ်တာလေဘယ်လိုလဲဟိုနွားနဲ့လှည့်ရပါခေါ်လဲဆုံး sorry ကွာစီကြိတ်တာလေအဲ့ဒါမျိုးကြီးတွေကိုထည့်ပြီးအဲ့ဒီမှာအရန်သမ္မာသမ္ဗုဒ္ဓအလုံး6လုံးထည့်လိုက်မယ်တလုံးနဲ့အရန်တော့လုံနေကြားတယ်လေအရန်ပြီးအရန်9ဘက်ပြီးသမ္မာသမ္ဗုဒ္ဓကြားတယ်အရန်တစ်လုံးသမ္မာသမ္ဗုဒ္ဓတစ်လုံး6လုံးထည့်ပြီးတော့အဲ့ဒီမုံကျိတ်ဆက်တဲ့တကယ်လောက်တာပြောတာနော်စီကျိတ်တဲ့ဆက်ကြီးလို့လှည့်ပလိုက်တော့ဒါကပရိစိတ်တယ်အဲ့လိုမျိုးဒီဘက်လောက်တယ်ပြီးရင်ကွန်းတော့တွေ့ကြတယ်နော်သဲတွေကိုကြိတ်တာအဲ့ဒါမန္တရဗုဒ္ဓဘာသာလေတန္တရဗုဒ္ဓဘာသာလေတန္တမန္တရလို့ဆိုပါတယ်ထေရဝါဒမှာမရှိပါဘူးဟုတ်ပြီနော်ပရိစိတ်တယ်မစိတ်တယ်ကိုပြောတာမဟုတ်ဘူးနော်ဟိုမှာဆိုလိုသဘောကနိုင်ငံခြားတိုင်းပြည်တွေမှာတွေ့မယ်80ပြည့်တွေတုန်းကတို့လည်းတိတ်ချက်ခဲ့တဲ့အီတလီကဘက်ကီယိုဆိုတဲ့ဘောလုံးသမားလေးရောဘတ်တိုဘက်ကီယိုအင်္ဂလိပ်လိုရောဘတ်တိုဘက်ကီယိုအီတလီလိုပြောရင်ရာဘတ်တိုဘက်ကီယိုဒါအီတလီ Italians pronunciation ကဘက်ကီယိုဆိုရာဘတ်တိုဘက်ကီယိုအဲ့ဒီရာဘတ်တိုဘက်ကီယိုကဗုဒ္ဓဘာသာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဟိုခင်ဗျားဗုဒ္ဓဘာသာဖြစ်ရတာဗုဒ္ဓဘာသာရဲ့အကြောင်းအရာကျွန်တော် I am Buddhist so I am vegetarian ကျွန်တော်တတ်လို့စားတယ်ပြီးရင် I am telling the beats ကျွန်တော်ပြေးစိတ်တယ်နှစ်ခုပဲပြောနိုင်တယ်အဲ့လိုဖြစ်စေနေလေဗုဒ္ဓဘာသာဆိုဒီမှာတတ်လို့စားတယ်ပြီးရင်ပြေးစိတ်တယ်ဒါဗုဒ္ဓဘာသာ Steven Seagal Richard Gere ဒီလိုပဲပြောတယ် Spike ကောင်းတယ်ဟုတ်စပရစ်ပါလို့သူတို့လည်းပြောကြတယ် Brisbane ဘုရားသာပြတ်တယ်တတ်တယ်စားကျမဘုရားသာဘုရားကြုတ်ကြည့်တယ်တောင်းကျမ vegetarian လုပ်တယ်သူတို့ပြောတာပဲနောက်ကတော့ဒါပဲဟာညီတို့ကြိုင်နေရှောင်းဖတ်ဂျက်ကီချန်ဒါကျွန်တော်တတ်တယ်လို့စားတယ်ကျွန်တော် brief စိတ်တယ်ဟောင်ကောင်မင်းသားရှောင်းဖတ်ဂျက်ကီချန်ဘုရားဘာသာသူတို့ပဲပြောအဲ့ဒါဘရာဇီးနဲ့ပြင်သစ်နဲ့ကန်တော့ကနောက်ဆုံးကိုသွင်းသွားတဲ့ Emmanuel Petit သူလည်းဗုဒ္ဓဘာသာပဲကဘာကျော်ကြီးဗုဒ္ဓဘာသာဖြစ်ပြီးတဲ့အခါမှာအနိုင်ကိုသွင်းလိုက်လို့ပြင်သစ်ကမ္ဘာဖလားရတဲ့အခါမှာသူ့ကိုအင်တာဗျူးလုပ်တယ်ခင်ဗျားနော်တဲ့တိတ်ပြီးတော့တမာရီကကောင်းတာပဲတဲ့ခင်ဗျားဘောလုံးလာမယ်ဆိုတော့ကြိုတင်မသိလျော်သလားကျွန်တော်ဗုဒ္ဓရဲ့ကျွန်တော်ညတရားထိုင်တယ်ဒီနေ့တော့မြင်လာကျွန်တော်တက်လို့စားတယ်ကျွန်တော်ပရိစိတ်တယ်ကျွန်တော်ပြီးတော့တရားထိုင်တယ် meditation လုပ်တယ်တော့အဲ့ဒီလိုကြော်ကြားတဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓဘာသာဖြစ်ကြောင်းကိုဗာတီကန်ကပုံရမ်းမင်းကြီးကအဲ့ဒီဘတ်ဂျိုလေးကဗုဒ္ဓဘာသာဖြစ်တယ်ဆိုလို့အီတလီကမိန်းကလေးတွေသူ့ကိုချက်လွန်းတနေ့ကိုတသိန်းလောက်ဗုဒ္ဓဘာသာတွေပြောင်းတယ်လို့ပုံရမ်းမင်းကြီးဂျွန်ဘောကဟဲ့အောင်မင်းဗုဒ္ဓဘာသာကိုကျွန်တော်ဗုဒ္ဓကိုကြည်ညိုတယ်ဗုဒ္ဓဘာသာဖြစ်တဲ့အကြောင်းကိုအများရှိမှမီဒီယာတွေရှောင်းလောကမှာမပြောပါနဲ့မင်းအတွက်မင်းဆက်ပြောနေအီတလီတင်အောင်ဗုဒ္ဓဘာသာတွေဖြစ်ကုန်မယ်သူ့ချက်တာဆိုသိချဖော်နီတေးလေးနဲ့လေသိချိုက်ဘုန်းကြီးပယ်နယ်ဒီမဝင်လို့တနာပါအဲ့ဒီတော့မြင်အကေမြပန်နယ်လ်တီများဝင်သွားလိုက်ရင်အီတလီတနိုင်ငံလုံးဗုဒ္ဓဘာသာဖြစ်သွားတော့တယ်အဲ့ဒီဥစ္စာကမ္ဘာဖလားရမှာလေအဲ့လိုမျိုးချော့ချားတဲ့သူတွေဒီဘက်ခံဗုဒ္ဓဘာသာဖြစ်ကြောင်းမပြောရဘူးတရားဝင်ကြီးညာမဲ့လောက်ခံနေမှာတတ်တော့အင်္ဂလိပ်တွေလည်းလဲတာပဲဘက်ခံကဗုဒ္ဓဘာသာဖြစ်ကြီးညာမဲ့ချိန်မှာဘင်မာကြီးကဘက်ခံကိုခေါ်ရဒီဘက်နင်းကိုစာဝက်ပေးမလို့ကျွန်တော်မပေးပါနဲ့ကျွန်တော်ဆရာဖာကူဆောင်ကိုပေးပါကျွန်တော်ငယ်ပါသေးတယ်စပင်မာကြီးကစာဝက်ခေါ်ပေးမယ်ဆိုတော့ဘက်ခံလည်းတွန့်သွားပြီးတော့ဗုဒ္ဓဘာသာဖြစ်တယ်လို့မပြောရဘူးဖြစ်သွားဒါကလွတ်လပ်ပါတယ်တိုးတက်ပါတယ်ဒီမိုကရေစီတွေပြည့်ဝသွားရှိပါတယ်ဆိုတဲ့နိုင်ငံတွေမှာလည်းဒီမိုကရေစီခွင့်ရေးတွေအမြဲတမ်းမပြည့်ဝပါဘူးသိစီကျွန်တော်စကားချက်
ဆိုရင်နည်းနည်းလေးနှိုင်းရှင်းလိုက်ထေရဝါဒခုနကတော့အနေထားဆိုတော့အဲ့ဒီထေရဝါဒကြောင်းကြောင်းလေးအခုထေရဝါဒဆိုတာလေးနည်းနည်းလေးဒီနေ့ကဘာဘဝလေးပြောပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2558ကိုပြန်လိုက်ကြစို့သွားလိုက်ကြလို့ဒီထဲမှာဓမ္မပါရဂုပေးပင်မြောက်ကျောင်းတဲ့ထဲမှာရှေ့နေတဲ့တရားနာပိသက်တွေကိုဓမေစီတွေနဲ့အတူပြောပါတယ်လေလွန်ခဲ့နှစ်ပေါင်း2558 2060လောက်2560လောက်ကိုကိုမြတ်စိုးကြီးဆရာတော်နဲ့နော်အတူခေါ်သွားလိုက်အောင်ဒီနေ့မဟုတ်တော့ဟုတ်ပြီနော်ထေရဝါဒမရှိသေးဘူး BC 588နှစ်ခုပေါင်းရင်21ပါဗျာမောင်ဝင်းခိုင်ဘယ်လောက်လဲပေါင်းရင်ဘယ်လောက်လဲ21နော်ပထမသင်္ကန်းနာစည်းဝေးကြီးမှာအရှင်အနန္ဒာကိုရွေးချယ်တဲ့ပတ်သက်ပြီးဤပထမသင်္ကန်းနာတန်ခရွေးချယ်ပွဲကြီးသည်လွတ်လပ်၍တရားမျှတမှုအရှိဆုံးဖြစ်သောတန်ခအစည်းဝေးကြီးဖြစ်သည်လို့ထေရဝါဒနေ့တိုင်းလေးပဲရှိသေးတယ်မလားသေးဘူးရှင်အနန္ဒာကသောတာပန်ရှင်မာကတ္တဗာကြီးကကြုံလို့ပြောလိုက်တာရှင်မာကတ္တဗာကြီးကတစ်ယဟန္တာဖြစ်ရမယ်နှစ်ဆလာပညာပရိသံပိတာပတ္တစာတတ်တဲ့ပုဂ္ဂိုလ်မှာသင်္ကာယနာတင်လို့ရမယ်နှစ်ချက်ယဟန္တာတွေကုန်ရွေးလာတယ်ကုန်499ပါပဲရွေးတယ်တယောက်ကိုခြံထားတယ်လေ chance လေးခြံထားတယ်အဲ့ဒီတယောက်ကဗေဒကသုံးပုံတော့တတ်တယ်ဖယားရှင်သွားလေရာကြွလေရာပါခဲ့တာလေဖယားရှင်ကြွလေရာဘာလို့ထေရဝါဒတိုင်းပြောတာလေ499ယောက်ပဲထားတယ်ရှင်မာကတ္တဗာကြီးကယဟန္တာလေဒီဥပဒေကဘာလဲကောဆိုယဟန္တာဖြစ်ရမယ်ဗေဒကသုံးပုံတတ်ရမယ်ရှင်အနန္ဒာဗေဒကသုံးပုံတတ်တယ်ဒါယဟန္တာမဖြစ်ဘူးမဖြစ်ရင်ဘာလို့ရွေးတယ်လဲဒါခြံထားလိုက်ခွင့်ရေးပြလိုက်တယ်တလပြင်လို့ရလားပြင်ထားလိုက်တယ်ဥပဒေလေးဒါရှင်မာကတ္တဗာလုပ်ခဲ့တာလေဘာဖြစ်လို့လဲ तू ကအသုံးဝင်တယ်လေရှင်အနန္ဒာပါမဘုရားရှင်ရဲ့ဝိနည်းသုတ်တံဗိဓမာတွေအကုန်လုံးသိမှာ तू ပါမကိစ္စဝိစ္စပြီးမယ်ဆိုရင်ပြင်းလေကွာဟုတ်လားဟုတ်ပြီနော်အဲဆိုအဲ့လိုမျိုးထေရဝါဒနေ့တန်းလေးရဆိုတန့်ရှင်းတယ်လွတ်လပ်တယ်တရားမျှတတယ်လွတ်လပ်တယ်အဲ့တော့မှရှင်အနန္ဒာလှုပ်လေအကယ်၍များရှင်အနန္ဒာယန္တာမဖြစ်ရင်စီကံမကြိုက်တော့ဘူးဒါနဲ့သူ့အတွက်မကြိုက်ရင်မရွေးပါနဲ့လားအခွင့်အရေးလေးတလပေးလိုက်တယ်အခွင့်အရေးလေးပေးလိုက်တယ်လေဆွတ်ဆန့်လိုက်တယ်စသူ့ရဲ့ period လေးကိုဆွတ်ဆန့်လိုက်ထေရဝါဒတွေလာတာဘယ်ထဲမှာလာမှာနောက်ကောဒီလွတ်လပ်ရဲ့တရားမျှတတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကိုကြည်ရအောင်ဘုရားရှင်ကဝေသာလီမှာစတင်ပြီးတော့ဝိနည်းသိက္ခာပုဒ်ကိုပြည့်ညတ်တယ်ဟုတ်ပြီနော်ဘယ်လိုလဲလဲဝေသာလီမှာဝိနည်းသိက္ခာပုဒ်ကိုစတင်ပြည့်ညတ်တာဖြစ်ခြင်းကြောင့်အဲ့ဒီဝေသာလီသည်ဝေသာလီရဲ့ဟုတ်ပြီနော်ထေရဝါဒတွေနဲ့ပြောနေတာဝေသာလီရဲ့မန္လတိုင်းရဲ့တက္ကတိုင်းရဲ့ဓမ္မဂရိစနစ်ချက်သုံးတယ်ဘုရားရှင်မွေးဖွားကြီးပြင်းတဲ့တက္ကတိုင်းတာကွင်မင်းသားတွေကဘာကျင့်သုံးလဲဓမ္မဂရိစနစ်ချက်သုံးတယ်အဲ့ဒီဘေးနားမှာရှိတဲ့မန္လတိုင်းတို့ဝေသာလီတို့ဓမ္မဂရိစသူတို့ဓမ္မဂရိစီလို့တော့မရေးဘူး Republic country လို့ရေးတယ်ကမ္ဘာပေါ်မှာ the facts Republic country လို့ရေးတယ်ကမ္ဘာအစောဆုံးရွေးချယ်တင်မြှောက်ပွဲတွေနဲ့ election တွေနဲ့ရွေးတဲ့နိုင်ငံပါကျန်တဲ့ရာဇယုကောသလနေရာကိုတသွေးတသံတမိတ်အဲ့ဒါကြောင့်မလို့ကောသလမှာအာနာသိန်းတာရှိပါတယ်ကောသလရဲ့အာနာကိုသူ့သားဝိရူပကသိမ်းပါတယ်ရာဇယုပြည့်ရှင်ဘယင်ပိမသာရကိုအဇာတသကအာနာသိမ်းပါတယ်ကပိလဝေရွှေနန်းတော်မှာတော့အာနာသိန်းခြင်းမရှိဘဲနဲ့ရွေးချယ်တင်မြှောက်ပွဲနဲ့လုပ်ပါတယ်ဆိုဗုဒ္ဓကိုရော်တိုင်းကရှင်ဘုရားဗုဒ္ဓမြတ်တော်ဘုရားကိုရော်တိုင်းကဒီမိုကရေစီလို့တော့မသုံးဘူး Republic City Republic Country ပါအစောဆုံးပါဒါလို့ဆိုရင်ကြည့်အောင်ပုံနာမနေ့ကပြောခဲ့ပြီးသားပုံနာ8ယောက်ပုံနာ9ယောက်လက်နှချောင်းထောင်တယ်ကွန်းစာပါတယ်ပုံနာ9ယောက်လက်နှချောင်းထောင်တယ်မှန်လားပါဗျာတစ်ချောင်းကတော့ဆက်ချေဦးရင်းတစ်ချောင်းကဖျားဖြစ်ပါမယ်ဘယင်နှစ်သက်သွားတယ်အငယ်ဆုံးလေးပုံနာကဘယ်နှချောင်းထောင်လဲတစ်ချောင်းထောင်လဲဘယင်ကြိုက်လားမကြိုက်ဘူးအဲ့ဒီကိုနေညာပုံနာကိုတတ်ပလိုက်လားရာဇယုံမာများကောသလများဆိုရင်ဒီပုတ်ဘာဖြစ်သွားမလဲတေသွားမှာပေါ့ဆိုတဲ့ဒီတွေကတပါတီစနစ်အာနာရှင်စနစ်မကျင့်သုံးတာသိကြတယ်တဲ့လားကောစားဘာလဲကျင့်သုံးဖို့တော်ပြီနော်အဲ့တော့ဘုရားရှင်လက်ထက်က Republic
country ရှိတယ် authoritarian ဆိုတဲ့အာဏာရှင်စနစ်ရှိတယ်ဘယင်သေးသေးလေးတွေ monarchism ဆိုတာ၃ခုရှိတယ်မြတ်စွာဘုရား Buddha's time မှာအာဏာကိုတယောက်တည်းမှာအာဏာပိုင်တွေလောက်တဲ့တခုရှိတယ်ဆိုအဲ့လိုမျိုးပြီးတော့ oligarchy ဆိုတာမျိုးရှိသေးတယ်လူနည်းနည်းလေးရနေပြီးတော့လူနည်းနည်းလေးမှာမြန်မာမှာဆိုတန်း20ရှိတဲ့လူမှာလူ200 100လောက်ကနေအာဏာကင်ထားတယ်အဲ့ဒါကို oligarchy လို့ဆိုရတယ်အဲ့ဒါမျိုးလေးနည်းနည်းလေးရှိတယ်နည်းတယ်ဆိုရင်အဓိကအပြင်တော့ဘုရားရှင်ကဒါပါပဲမကြိုက်ဘူးလေမလားဘုရားရှင်မရရဲ့သားတော်ကလေသုံးလောကအတော်ဓမ္မရမန်ကူတယံမူတော်တာဖြစ်ပြီးတော့ဘယ်နေ့ကိုဓမ္မရဘယ်နေ့မှာပြိဋိမဆံသေတဲ့ဒီပြောပလိုက်တာစိတ်ဆိုးလိုက်တော့ရာဇပရိယဒင်းမကျွေတဲ့ပုံနာနည်းနည်းလေးပဲပြောလိုက်တယ်မတတ်ဘူးဟုတ်လားနော်ဒါရင်မဲလားဘိုးတော်ဝင်နေအရာပဲပြောနေတာပါ political science နည်းနည်းလေးပြောတာနိုင်ငံရေးသိပ္ပံဒါရင်မဲလားတကောင်းရံမှာမောင်ဆန်ကတိတ်တတ်မင်းသားလေးကိုတောထွက်ဖို့အကူအညီပေးလိုက်တယ်ဆိုတော့မကြိုက်ဘူးဆိုတဲ့အရာကိုသူ့သားတော်လေးတောထွက်မှာကိုမကြိုက်ပါဘူးဆိုတဲ့လုပ်ငန်းကိုအမတ်မောင်ဆန်ကဘာလုပ်ပေးလိုက်လဲအားပေးအားမြောက်လုပ်တယ်ကိုဝင်ခိုင်ကြီးအစိုးရကဘိန်းမျိုးတွေကိုရောင်းတာမကြောက်ဆိုခင်ဗျားကထုံးတဲ့ဘိန်းနဲ့ရောင်းရင်ခင်ဗျားလည်းဖမ်းမယ်ခင်ဗျားမိမကိုလည်းတရားလာရတဲ့ဥက္ကောသန္လာလည်းဆက်ဆက်ပစ္စည်းခုနလှူတဲ့10သိန်းခံအောင်မှာပြတ်တတ်မယ်အဲ့ဒါဆက်ဆက်ပစ္စည်းတွေပါတယ်လေအမေကြီးတော်ငွေသိန်းလည်းအဲ့ဒီလက်စွပ်တွေဆွဲယူတွေအကုန်ချုပ်ခံရမှာအားပေးအားမြောက်လေအခုကြည့်ရှင်ဆန္ဒကိုတော်ကြီးရလေဖျားလောင်းလို့မလာပါဗျာဟဲ့မောင်ဆန်းမနေ့ဆိုရင်အဝမြင်းကသေသွားပြီလေကန္နကမြင်းကသေသွားတော့ဝလဲတော်တွေလည်းစိုးလို့ဟုတ်တယ်လားမှန်ကြည့်လိုက်စမ်းမလာပါဗျာကျွန်တော်မျိုးမောင်ဆန်းသကောင်းရင်မှာကန္နကမြင်းကိုခေါ်လို့တန်းကောင်ကျော်မှာနော်မတစ်ဖက်ကန်းတို့ကိုတော်ကိုပို့ခဲ့ပါပြီဖေဟာတဲ့ဟိုနေ့ရဲ့မြင်းရဲ့6ဝတ်တစားတွေနဲ့ဟဲ့မောင်ဆန်းနင့်ရေလေးလဲရွှဲလို့ပါလားဘလို့ပြတယ်မြည့်ရည်လဲငိုလို့မရှိတော့ဘူးဖေဟာဟဲ့ဘာမရှိတာတော့မေးရသေးတယ်လေဟဲ့မောင်ဆန်းဘာမရှိတာတော့မှန်လားပါဗျာလုံးမင်းသိတတ်တာမကြိုက်တဲ့လုပ်ငန်းလေတောထွက်မှန်ဆိုလို့ပြိုတဲ့ကောင်မလေးတွေပဲထားတယ်အဖွားကြီးတွေဆိုဖဲအိုရာဖဲလို့ထားခဲ့တော့နင့်ငါကသေးသေးချာချာမောင်ဝင်းစော်ရဲ့ဓမေစီကိုစောင့်ရှောက်ပါလို့ဝင်းခိုင်ဝင်းနဲ့ဝင်းကြိုင်ညီကိုတော့ဝင်းစော်ဟာအဲ့ဒီတရားမှဂျုံပေးရဒီဝင်းနေနော်ဒီဝင်းစော်တယောက်တော့မနိုင်ဘူးပြောရပါဆိုမှဝင်းခိုင်နဲ့ဝင်းနိုင်နဲ့ဝင်းကြိုင်နဲ့ဝင်းသွားပြီဝင်းစော်တယောက်တည်းမနိုင်ပါဘူးဆိုတဲ့အချိန်မှာလေဟုတ်ပြီနော်အကိုတယောက်ရှိတယ်ကိုဝင်းနဲ့ဝင်းမြင့်တယ် तू ကတော့ तू မနိုင် तू ကမရှိတော့ဒီတယောက်ကြံနေသေးတယ်အเจ้าမကထေးဝင်းနဲ့ဟာဝင်းတို့ကတရားပေးတာကိုလည်းတရားပေးတာဝင်းခိုင်ရဲ့ကိုဝင်းစော်ရဆောင်းရောက်ခိုင်းတာအဲ့ဒါကိုဝင်းခိုင်ကခင်ဗျားဟွာရက်ဝယ်ပေးတာဟုတ်ရစိတ်ဆိုးမလေအဲ့ဒီမောင်ဆန်ကဖះလောင်လိုက်ပို့တော့တတ်ဖြစ်မှာဗျဒီမိုကရေစီနိုင်ငံတည်းမဟုတ်ရင်ဘာလုပ်မလဲဟိတတ်ဖြစ်မှာအားပေးအားမြောက်လုပ်တာလေမှန်ပါဗျာလောင်းမင်းသေးတယ်မရှိတော့ဘူးဗျာအေးငါကကိစ္စမရှိဘူးချွေးမတော်လေးမနေ့ကညမှာတားရောက်လာလေးမွေးတာကွာတားတော့မင်းသိထိုက်ရက်ဆက်လိုက်လာမင်းအသေးနှလုံးကလေဟိုဒီနေ့အမှုပညာစကားနဲ့ပြောရင်ကြောက်စိတ်ရုပ်လို့အသေးမရှိရင်ဖြင့်အဲ့လိုမတော့ရမှာကြောက်စိတ်အသားလို့ကိုဒီနေ့မွေးတဲ့အသားသားလေးကိုတော့မှပြစ်ပြီးတော့သွားတဲ့သားဟမ်ဟာချွေးမတင်မောင်လေမင်းကြီးမြငါလည်းမနေဘူးကွာငါလည်းသားတော်နဲ့လိုက်မယ်ရွှေမမှန်လားပါဗျာမသိတော့လိုက်မယ်ဟေးဘသူတွေအောင်သန်းတင်းတို့စိန်လာကြီးတို့လိုက်ဦးမှာလားဆိုတာရွှေမနောက်ဘယ်လောက်ကောင်းတာတယောက်တည်းတော့ထွက်တာရွှေမန်းတဲ့က तू လည်းလိုက်သွားမယ်တဲ့ရွှေမန်းတင်မောင်ကသူ့ကိုတော်နာမင်းကြီးများကိုတော်လည်းမနေဘူးကွာသားတော်မရှိကိုတော်လိုက်မယ်တဲ့ဟဲ့အောင်သန်းတင်းတို့စိန်လာကြီးတို့ငါနဲ့လိုက်ခဲ့မှာလားဆိုတော့ဟာသားဘာမှအောက်ပိုင်းကစကားတွေမပါဘဲနဲ့ယဉ်ကျေးအောင်နောက်တက်ပါရှိရခေါ်လာကောင်းစောဒီနေ့ခေတ်ကျတော့မောင်နဲ့နှမသားနဲ့အမိနုပညာတွေကျန်းလိုက်တာနော်ကောကျန်းလိုက်တာကိုတော့ငငယ်ရလေဟိုမှာကြီးရေရလည်းမိုးကြော်တို့ဆိုနီတို့ငငယ်ရဟာကျွန်တော်ကိုမိုးကြော်တယ်ခမရအတန်တော်ကောင်းတာပဲဆိုနီကတော့သေသွားပြီနော်ရှေ့ရနုပညာသမားတွေတို့ငငယ်ကလေးတွေကဟာကျွန်တော်များတယ်ကျွန်တော်ဘကိုးမှာရွှေမော်တော်ဘုရားမှာကျွန်တော်ဇက်ကတာဗျာတဲ့အေးကျွန်တော်တန်ကောင်းတယ်ပြီပန္နရာကြီးလင်းရွှေမဲဥဒီမှာမသေးသေးဘူးဟာဟုတ်လားမင်းသားကြီးဥဖိုးစိန်ဟောက်စိန်အောင်ဥစိန်အောင်မင်းဇက်ကြီး90နဲ့ကျွန်တော်မိုးကြော်ကတာမရင်ကျေးပုံပြောမကျွန်တော်တခါတည်းထပြီးတော့ကျွန်တော်
ဟိုတို့ခုနင်းခေါ်တာပေါ့ကွာခွန်းတော့ဆိုသလိုလေးပေါ့အဲ့ဒီခွန်းတော့လေးမဆိုရင် तू ကျွန်တော်အသံပြစ်လိုက်တာဗျာမိုးရာသီအချိန်ကြပြင်းဖို့လို့ကျွန်တော်ချရတယ်ဟာကျွန်တော်ဇက်သေးကိုဗျာပိဿတ်တွေပြေးဝင်လာတာဟာဘာဖြစ်လို့လဲတဲ့အပြင်မှာမိုးတွေရောလို့ခိုးစရာမရှိလို့လေဒါကဲဒါရည်စရာလေးတွေပြောတာပါကျွန်တော်ထမင်းကျွေးတော့မယ်ဗျာတဲ့ထမင်းကျွေးတော့မယ်ဆိုကျွန်တော်သကောကြီးတီးတာဗျာဟာကိုဇက်ဆရာမှားနေလေမောင်းတီးတာလေဇက်မှာထမင်းကျွေးရင်မောင်းတီးရမို့ကျွန်တော်ကမောင်းမပေါ်ခဲ့နဲ့သကောခက်ခက်ကတာဟုတ်နော်ရည်စရာလေးတွေကိုတဘာဝလေးနဲ့ပြီးတယ်ဒီနေ့ကျတော့နှမတွေမောင်းနေသွားမကြည့်တဲ့အဲ့ဒီကိုငိမ့်ချမ်းတော့ပိုးဘာနောက်ကောင်ချင်းနောက်တကောင်ချင်းသေးဘာလဲဒိန်းတော့မိုက်ရိုင်းနေတာမှာစောက်ပက်တယ်ပါဇက်ကဟိုဆိုအင်တာနက်ထဲဝင်လာလို့ဗာဒီကောင်ဟုတ်ပြီနော်ရိုင်းရိုင်းဆိုင်ဆိုင်အဲ့ဒါတွေကိုဟောကအပြိုလေးတွေလည်းပါဇက်ကြီးတွေပြဲပြီးတော့ရီးနေတာဟောဗျာဟုတ်တယ်လေဟုတ်တယ်ဆရာမတို့ဟိုမှာငါဥရွှေပြားကြီးနဲ့ဥရွှေငါးကြီးတို့ကိုဥရွှေပြားကြီးတို့ဥရွှေငါးကြီးတို့နဲ့ဥရွှေပြားကြီးနဲ့ဟိုမှာငိမ့်ချမ်းတဲ့ဒီနေ့ကလူငယ်လူရှင်တော်လေးတွေတော်တယ်ခမညာတဲ့ငိမ့်ချမ်းရှေ့ကပြတ်သွားတယ်ကျွန်တော်လူရှင်တော်ချင်းတော်ရည်ရတယ်ဗျာတဲ့မောင်ငိမ့်ချမ်းနဲ့နာမည်ကျော်နေကျွန်တော်တခါမှမတွေ့ဘူးတဲ့ဟိုဖိုးကြီး80ကျော်80ကြီးကစားကအသွားတွေကမရှိတော့ဘူးမန္တလေးတပင်လေကျွန်တော်ဗျာတဲ့ကျွန်တော်တို့လူရှင်တော်ချင်းတော်ငေးကြည့်ပြီးတော့ရည်ရလောင်ဗျာတဲ့မောင်ငိမ့်ချမ်းနဲ့ရန်ကုန်မှာနာမည်ကျော်နေတာကျွန်တော်သူ့ရဲ့ပြက်လုံးတွေကြည့်ပြီးကျွန်တော်တို့တော့လူရှင်တော်ချင်းတော်ကျွန်တော်တို့ငေးရတယ်ခမညာတဲ့ဟိုကလေးသွားပြီးတော့ခေါ်နဲ့အိမ်ငိုက်ပြီးသွားပြီဟိုဘာပြောလို့မရတော့လူရှင်တော်ချင်းပါတယ်လေငေးပြီးရီတော့ပါဇက်မစိအောင်ရီရတယ်ပြောပြီးတော့မှတနေရာမှာသွားအိမ်နေပြီးသွားပြီအဲ့ဒီကောင်ဘာမှပြောစရာမရှိတော့ဘူးပါဇက်ကြီးဟောင်းသားနဲ့ဖြတ်သွားအဲ့ဒါပညာပဲဟုတ်ပြီနော်တပင်ဆိုတာလေတဘာရှိမှလှုပ်လို့ရတယ်ဒီနေ့ခေတ်ကလူတွေကတော့ညင်ညင်ပတ်ကြမ်းညင်ဆင်းရဲနေပြီဟောဟုတ်နားမတော့ဆရာတော်ကအဲ့လိုမျိုးအဲ့လိုအမှုပညာမျိုးဆရာတော်ဝါသနာပါတယ်ဟုတ်ပြီနော်အခုကြည့်ရွှေမန်းတင်မောင်နဲ့ဟာလေးနည်းနည်းပြောရင်းနဲ့ဘေးထွက်သွားတာပါတောရဏမင်းကြီးကဆန္ဒအမတ်ကိုသေတံပေးရမှာကောင်းစော်ရေတန်ပေးလားဒါဆိုရင်ထေရဝါဒထဲမှာကိုဘာတွေရှိနေလဲဒီမိုကရေစီကိုပြောကြတာမဟုတ်ဘူးဟုတ်ပြီနော်ထေရဝါဒကဒီမိုကရေစီတဲ့ပိုကောင်းတယ်ပိုစောတယ်ဆိုတော့ထေရဝါဒထဲမှာdemocracy is look like little child democracy သည်ရင်ဝင်ထဲကခလေးနဲ့တူတယ်လို့18ရာစု19ရာစုearly 90th century မှာပေါ်ခဲ့တာထေရဝါဒပြီးတဲ့ထဲမှာအစောကြီးတွေကရှိခဲ့ပြီးတာအဲ့ဒီစကားအင်္ဂေနိဗ္ဗာန်ဒါရကောဝိယဆိုရင်ထေရဝါဒကဘလောက်စောတယ်ဆိုတော့ပြောချင်တယ်နော်ကိုယ်ပါတယ်ထေရဝါဒကစောတဲ့အကြောင်းပြောထေရဝါဒကောင်းတာလေးတွေအရင်မိတ်ဆက်နေတာဘာမှဖြည်းဖြည်းလေးကောင်းတာထေရဝါဒဟုတ်ပြီနော်အဲ့ဒီတော့အင်္ဂေနိဗ္ဗာန်ဒါရကောဆိုတာလေးကြည့်လိုက်တယ်ဆိုရဲကွန်းစော်ကြီးခုနှစ်ခုသုံးခုရှိသွားပြီဟုတ်ပြီနော်ထေရဝါဒကောင်းခြင်းလေးတွေဒါတယ်မဲ့လားဒီနိမန္နိဘိက္ခွေဝိဝတ္တနိဝေရောဇဏိနောပရိဇာဏနိကရမဏိတိနိထေရဝါဒသွားတာပါဠိလိုဝိဝတ္တအင်္ဂလိပ်လို transparency မြန်မာလိုပွင့်လင်းမြင်တာဘယ်သူကစောလဲထေရဝါဒစောတယ်အောင်မလေးဘိက္ခွေချက်သားတို့တဲ့ခေါင်းဆောင်အင်္ဂုတ္တနိကေတိကနိပတ်ကိုသိနာရဝတ်ပဋိသန္ဓသုတ်သမဏတစ်နှစ်ရှစ်ငါခေါင်းမှာတာနော်ကြည့်သားဒီနိမန္နိဘိက္ခွေပရိဇာဏနိအဝဏနိနောဝဝဒနိချက်သားတို့ဖုံးသားမှာသင်လျော်တဲ့ပွင့်တိုင်းလင်းတိုင်းထင်သာမြင်သာဖြစ်တိုင်းမကောင်းတာသုံးခုရှိတယ်တဲ့တော့အဲ့ဘုရားက this is a good side this is a bad side ဆိုဘုရားရှင်အမြဲတမ်းပဲကောင်းတဲ့ဘက်ကဟုတ်လားကိုယ်ကဘာလဲကောင်းတဲ့ဘက်ကကံတဲ့ဘက်ကတုတ်ကဘက်ကကံတဲ့ဘက်က bad side တုတ်ကဘက်က right side အဲ့လိုမျိုးဖြူတာနဲ့ဆိုးတာနဲ့အမြဲတမ်းဘုရားရှင်ကနှမ်းရှင်ပြီးဟောတယ်ဒီနေ့ခေတ်လို့တခုတည်းမပြောဘူးကျွန်တော်ပွင့်လင်းထင်သာမြင်တာနေရာတိုင်းမကောင်းသုံးချက်ရှိပါတယ်တဲ့ညီမလေးတို့ချက်သားတော်တဲ့မာတုကာမောဘိက္ခွေပရိစ္ဆန်နောအောက်နောဝိဝတောတဲ့မင်းကလေးဆိုတာလေဖုံဖုံဖိပြပြထားနိုင်ပါမှတင့်တော်ပါတယ်ဘုရားဟောတာနော်ပွင့်လင်းမြင်တာထင်သာဆိုတဲ့နေရာတိုင်းထင်သာမြင်သာမလုပ်ပါနဲ့တဲ့ဘုရားကပါတယ်လေဘလောက်ခင်မိတယ်ကျန်ဟာကျမတို့ကပွင့်လင်းထင်သာမြင်သာခဲ့ဆိုအကုန်လုံးမဖော်နဲ့လေမိမာတုကာမများသည်ဖုံတာဖိထားကမှဘုရားပါဠိတော်ပြောတာဗျာဟောဗျာကိုဝင်းခံခင်ရကျုပ်ဓာတ်လာမြောက်ပေးတာလေမာတုကာမဆိုတာကတော့ပရိစ္ဆန်သောဖုံဖုံဖိပြနဲ့ဘိုင်းကောင်းကြောက်ပြီးအိမ်နေရှင်အိုမိမသားပါမောင်ရဲ့ထောက်ထားသင်ပြီးထင်ပါတယ်ကွန်းစောဟုတ်တယ်လေမိမသားဆိုတာ
အိမ်လေးရှင်လေးလေကောင်းစားအဲ့ဒီအိမ်လေးအိမ်လေးရှင်လေးမင်းကလေးတို့အိမ်လေးရွှေစည်းမဖြတ်လိုက်ပါနဲ့တဲ့ကောင်းစားပါတယ်လေမင်းကလေးဆိုမင်းကလေးအိမ်လေးရွှေစည်းမဖြတ်လိုက်ပါနဲ့ဟုတ်လားမောင်ဝင်းခိုင်ရဲ့အဲ့ဒါမင်းကလေးတွေကမင်းကလေးအိမ်လေးရွှေပေးလို့မရဆိုတော့ရွှေစည်းမဖြတ်လိုက်ပါနဲ့ရွှေစည်းဖြတ်လို့မလုပ်လိုက်ပါနဲ့ကောင်းစားမာရုကမသည်တခုပြီးသွားပြီနှစ်ဗျမနာနံဘိကဝေမန္တာပရိစ္ဆန္ဒဝတိဗျမနာတွေရဲ့မန္တန်ကျမ်းတွေကလည်းလေလျှို့ဝှက်ထားမှဖုံးထားဖိထားကွယ်ဝှက်ထားမှကောင်းတယ်တဲ့မေဇာရတိဘိကဝေပရိစ္ဆန္ဒအယူမားတွေကလည်းလေဖုံးထားဖိထားပါတယ်တဲ့နောဘုတော့လှစ်ပြလို့ပွင့်လင်းစွာပြလို့မကောင်းဘူးတဲ့သုံးခုအဲ့တော့နံပါတ်1ကနံပါတ်1ကဒိုးနဲ့ကြိုက်ပါဒိုးညမများမျိုးသမီးများလေတောင်းတစ်ခါတရံကြရင်ဟိုကိုတို့ကဒီနေ့ခေတ်ရှိတဲ့ဦးစင်းညီငယ်လေးတွေပေါ့ဘယ်မှာအဲ့ဒီအတွေးခေါ်ရတာလဲမုရုလက္ခဏာဇတ်တော်မှာဟာလေကောင်းမုရုလက္ခဏာဇတ်တော်မှာဟုတ်ပြီနော်မုရုလက္ခဏာဇတ်တော်မှာဟရိတဇယသိကောင်းငင်ကနေဇန်ရင်ပြီးပြန်အဘိညာဉ်တကိုးနဲ့ပြန်လာလိုက်တယ်လှဲအိတ်နေတဲ့ဒကမာကြီးမိဖုရားကြီးကမုရုလက္ခဏာလှဲအိတ်နေတာလှဲအိတ်နေတဲ့မိဖုရားကြီးကဟရိဇယသိကြီးဘုရားလောင်းယသိကြီးကကောင်းငင်ကနေရှော့တေသင်္ကန်းကြီးတိုင်းနဲ့ရွှတ်ရွှတ်ဆိုတော့မှဘုံဝင်နဲ့ထလိုက်တာထထိုင်နေဆိုရင်အဝတ်လေးနည်းနည်းလေးညော့သွားမယ်ဘိုက်သားလေးနည်းနည်းပေါ်မယ်ဒါပဲဘာမှမဖြစ်ဘူးအဲ့ဒါကိုတွေ့လိုက်တဲ့ခါမှာဟိုခရိဇာယသိရဘာဖြစ်သွားလဲဆန်လျှောသွားတယ်နော်ဟုတ်တယ်လေဆန်လျှောသွားတယ်ဆန်လျှောသွားတဲ့ခါကျတော့အဲ့ဒါလေးကိုကြည့်ပြီးအော်ဒီကနေ့ဖုန်းတော်ကြီးတွေဒီနေ့ဦးစင်းငယ်လေးတွေပဇင်းပြူလေးတွေတော်တယ်အဲ့ဒီမျိုးသမီးလေးတွေဒူးကောင်းရဲ့အပေါ်လက်နှလုံးတော့ဝတ်ထားတာဒီနေ့ဆရာတော်တန်ဃာတော်အရှင်ဘုရားတွေတော်တယ်သူတို့ပရိယတ်ကြီးကြိုးစားတာကျေးဇူးတင်တယ်စာသင်သားလေးတွေအဲ့ဒီသူတို့ကိုယုံအားတွေဆွဲအားတွေမှာဒီ grasping power ဆွဲအားတွေကတိတ်များတယ်အဲ့ဒီကနေ striking power ယုံပြီးသူတို့နေရတဲ့အရှင်ဘုရားလေးတွေစာချက်စာသင်နေရတဲ့တခါတရံများဘောလုံးဝဲကြည့်ရုပ်ရှင်ကြည့်ခွတ်လွတ်တဲ့မျက်လုံးလေးနဲ့မြင်ပါစေတော့နော်ဒါဆိုရင်အမျိုးသမီးများသည်ဝိဝတ္တဖော်ထားရင်မကောင်းပါဘူးဖုံဖုံဖိဖိထားမှကောင်းပါတယ်လို့ဆိုပါတော့နောက်တစ်ခုကခေါင်းဆောင်ဣမန်ဤကောဘိကွေတိနိပရိဇဏဏီအဝန္တိအမျိုးသမီးတို့ရဲ့ဗျမနယမနံတို့ရဲ့မိစ္ဆာရိတိတွေရဲ့ဖုံးထားရန်တော်တဲ့တိနိမန်ဤဘိကွေဝိဝတ္တနိပွင့်ပွင့်လင်းလင်းရှင်းရှင်းလင်းလင်းထင်သာမြင်သာတာကောင်းတာ၃ခုရှိတယ်ခေါင်းဆောင်ဟုတ်တယ်လေစန္ဒမန္တလံသူရိယမန္တလံလရောင်နေရောင်နေလမ်းမင်းကြီးထွက်လာတယ်ခေါင်းဆောင်ဟုတ်နော်လာမင်းထွက်လာတဲ့ခါမှာလေကိုချစ်သူနဲ့တွေ့ကျင်နေကြမှာလေအမလေးကောင်းဆောင်လာမင်းကြီးလေလာမင်းကြီးကိုတခါတည်းတိမ်စောထိုးပဲတခါတည်းမြင့်မို့ဆုံးကိုရောက်သွားအောင်ကောင်းဆောင်ဗါတယ်လေဘသူအများလေနဲ့မှုတ်လို့ဖုံးကွက်လိုက်တာလေမောင်မောင်ညွန့်ကြီးလေကောင်းဆောင်လာမင်းရောင်လေးကိုတော့ကောင်းဆောင်လာမင်းလေးတာကျင်တယ်ကောင်းဆောင်အဲ့ဒီတိမ်မုတ်တွေဖုံးထားရင်မလှဘူးတဲ့လာရောင်လေးကလည်းလင်းမှနေကလည်းနေကြိုက်ရင်မကောင်းနေရောင်လေးရှိမှာနှစ်ခုရှိသွားပြီပွင့်လင်းထင်သာမြင်သာတာတစ်လာမင်း there is the sunshine ကောင်းပါလေစာရလာမင်းရဲ့အယောင်နေမင်းရဲ့နောက်တစ်ခုကပါလေတဲ့ကိုဆောင်ဟာတထဂရရဲ့တထဂရပဝေရီတော်ဓမ္မဝိနည်းရောဖယားရှင်ရဲ့ထီရဝါဒဓမ္မတွေရလေပွင့်နိုင်သမျှပွင့်အောင်လင်းနိုင်သမျှလင်းအောင်ပွင့်လင်းထင်သာမြင်သာရှိရမှာကဓမ္မတွေအဲ့ဒီထီရဝါဒတထဂရပဝေရီတော်ဖယားရှင်ထိုးထွင်းသိတဲ့ဓမ္မဝိနည်းတွေကလည်းဝိဝတ္တောဝိရောစတိပွင့်လင်းမြင်သာထင်သာပါမှမတ်စပယ်ကြီးခွန်းတော့ဗါတယ်ပွင့်လင်းထင်သာမြင်သာမှကောင်းတာသုံးခုရှိတယ်ဒါပြင်သုံးမျိုးစီပြောခဲ့တယ်ဒီလိုဆိုရင်ဒီကနေ့နိုင်ငံရေးသိပ္ပံတွေမှာမြန်မာနိုင်ငံကလွှတ်တော်တွေထဲမှာမဂ္ဂဇင်းတွေထဲမှာသတင်းစာတွေထဲမှာပြောနေတဲ့ပွင့်လင်းထင်သာမြင်သာပါဆိုတဲ့စကားလုံးဒီဒုထေရဝါဒမှာနှစ်ပေါင်း2007 years ago နှစ်ပေါင်း2600ကဆိုပြီးပြီအာဝိရောဓနာပြည်သူတို့ဤဆန္ဒနဲ့မဆန့်ကျင်သောအစိုးရဖြစ်ရမည်လို့မြတ်စွာဘုရားကဟောခဲ့ပါတော့ဒါနံသေလင်းစံပတ်တော်ဘလောက်ကုန်ချင်းဒါနသေလာရတာဟောခဲ့ပြီတဖက်ထေရဝါဒတွေအရင်ပြောနေတယ်အခုပြောတဲ့စကားတွေဒီဘယ်အင်္ဂလိပ်စာပြောမဟုတ်ဘူးဒါနံသေလင်းမတ်တော်အကုန်တော့အဝိရောဓနာ non opposition ပြည်သူတို့ရဲ့ဆန္ဒနဲ့မဆန့်ကျင်စွာနေထိုင်ခြင်းဆိုတဲ့ဘုရင်ရဲ့အမြင့်မြတ်ဆုံးဂုဏ်10မျိုးတွေကနောက်ဆုံးဂုဏ်ဒီအဝိရောဓနာဒါနတွေပြုကျင်တယ်ရတယ်သီလတွေစောင့်တည်ကျင်တယ်ရတယ်ဒါအဲ့ဒီပြုလိုက်တဲ့ဒါနပြုလိုက်တဲ့သီလသည်
ပြည်သူအများနဲ့ဆန့်ကျင်တဲ့ဒါနသီလမဖြစ်အောင်ပေးတိုင်းမကောင်းဘူးဒါဆိုသဘောပေါက်တော့ဆိုကောင်းပြီဝတ္တန္တရာမင်းကြီးကရှင်မြူတော်ကြီးကိုပေးခြင်းတယ်ပြည်သူပြည်သားတွေကမပေးခြင်းဘူးအဲ့တော့မင်းကြီးကပေးတယ်လှူမယ်အလှူလို့တာကောင်းတယ်လေအလှူလို့တာကောင်းတာပဲဒါပေမဲ့သီလစောင့်တည်တာကောင်းတယ်လေ၈ပါးသီလယူတာမယ်၅ပါးသီလဒါပေမဲ့မြန်မာနိုင်ငံကိုဒီမဲ့နိုင်ငံလာတိုက်ရင်ရှင်ဘရင်ထွက်တိုက်ရမယ်ကျွန်တော်ကသီလစောင့်တည်တာလို့မရဘူးသီလချပြက်ပါစေဟောတယ်ကိုယ်နိုင်ငံကိုသူများလာကျူးကျော်ရင်စစ်ဗိုလ်ချုပ်ကြီးကကျွန်တော်ဥပုသ်စောင့်ထားလို့ဘယ်ရန်ချမှာဆိုတော့ဝတ္တန္တရာမင်းကြီးကတို့အလောင်းတော်ကြီးကလှူတယ်မလှူဘဲမနေနိုင်ဘူးတိုင်းပြည်ကဝိုင်းအော်တယ်ရှင်မင်းကြီးတိုင်းပြည်ရဲ့ယရနာဖြစ်တဲ့ရှင်မင်းကြီးရှင်မြူတော်ယရနာကြီးကိုမလှူပါနဲ့ဟာငါဒါနပိရတလေဝတ္တန္တရာမင်းကြီးကစမွေးတဲ့ကလှူမယ်ဆိုပြီးတော့စကားပြောခဲ့တာလေမောဒရာဇတ်တော်မှာရှေးကုမယ်ဆိုပြီးတစ်ချိန်စကားပြောတယ်မွေးမွေးချင်းဒုတိယဝတ္တန္တရာဇတ်တော်မှာမွေးမွေးချင်းလှူမယ်ဆိုပြီးစကားပြောတယ်တတိယတိရတမင်းသားဘုရားမှာအဂေါဟမသမီဇစ်တော်မသမီတစ်တော်မသမီ I'm supreme in this world I'm greatest in this world ပြောတယ်သုံးကြီးလေးသိချင်းကဘာသိဘဝတွေမှာသုံးဘဝဖျားစကားမွေးမွေးချင်းပြောတယ်အဲ့တော့လှူမယ်လို့ပြောခဲ့တာပြောလှူမှာနောက်ဆုံးဘဝလေလှူရင်ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့ဆန္ဒနဲ့ရှင်မင်းကြီးရဲ့ရာဇာရဲ့ဆန္ဒနဲ့ပြည်သူတွေရဲ့ဆန္ဒ government and people မှာရှင်မင်းကြီး conflict ဖြစ်သွားပြီ contract theory မလုပ်ပါနဲ့တော့ငါတော့လုပ်မှာပဲအဲ့တော့ဖေခမီးတော်ကြီးကဒါတော့တိုင်းသားပြည်သူတွေကသားတော်ကြီးကိုတာငါသားတော်ကိုမလူစေခြင်းမဟုတ်ရှင်ပြီးတော့ဒီမင်းကလှူတာကိစ္စမရှိဘူးရှင်ပြီးတော့ဆိုတော့တို့တိုင်းပြည်ရတနာအဲ့ဒီရှင်ပြီးတော့ရတနာကြီးကိုမလုံလိုက်နဲ့အမြူတွေနဲ့အေးရဝန်ရှင်မင်းကြီးဟုတ်တယ်လေစဒီအေးရဝန်ရှင်မင်းကြီးဒီရှင်မင်းကြီးကတိုင်းပြည်ရတနာရှင်မင်းကြီးငါသားတော်မပေးရင်ပြည်သူနဲ့ဆန့်ကျင်တယ်ဆန့်ကျင်အဖေးသားတော်ပေးမှာပဲသားတော်ပေးမှာပဲအဲ့ဒါဆိုရင်တခုပဲရှိတယ်မင်းကတိုင်းသားပြည်သူတွေကတရဝင်ရွေးချယ်ပြီးတော့မင်းကိုပြည်သူတွေကချစ်လို့တင်မြောက်လိုက်တဲ့မင်းကြီးကွာအင်္ဂေနိဗ္ဗာန်ဒါရကမိမိရဲ့ရင်ငုံထဲမှာထိုင်နေအိတ်နေတဲ့နေသိမ့်နဲ့ထိုင်အိတ်နေတော့ဒါရကံသားငယ်လေးကိုအဲ့ဒီသားငယ်လေးကိုမင်းလေစောင့်ရှောက်တယ်လို့တိုင်းသားပြည်သူတွေကိုစောင့်ရှောက်မှမင်းတာဝန်ကွာခုတိုင်းသားပြည်သူတွေကမင်းလှူမဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲနေပြီတဲ့အဲ့ဒါဆိုရင်သားတော့ဘာလုပ်ရမလဲလွယ်လွယ်လေးပဲလေမင်းလှူရင်တဲ့ဟာကိုစွန့်မလားနှစ်ခုရွေးလေဒါပေးတာကိုစွန့်မလားတိုင်းပြည်ကိုစွန့်မလားပေးရင်လည်းပေးရင်တိုင်းပြည်စွန့်လေဒါဆိုရှင်းတယ်ဟိုကလေမှန်လားပါခမီးတော်ကြီးတဲ့သားတော်ကဒါနင်္စကိုသိကြိုက်တယ်ဖြစ်တယ်အဝိရောဒနာတိုင်းသားပြည်သူတွေနဲ့ဆန့်ကျင်တယ်သားတော်ဝန်ကဘာတောင်ကိုထွက်ပါမယ်ရှင်းတာဒါဆိုအဖြေရှင်းသွားပြီအဖြေရှိသွားပြီဝတ္တန္တရာမင်းကြီးဒီသူတော်ကောင်းဖြစ်ပါတယ်လှူတာတန်းတာပါသို့တော့လှူတာတန်းတာဒီပြည်သူတွေကိုထိခိုက်လာတဲ့အနေအထားဖြစ်တယ်ပြည်သူတွေမကျေနပ်ဘူးမကျေနပ်ရင်သူလှူရင်တာကိုလျှော့မလားပြည်သူဆန္ဒကိုလိုက်မလားကိုယ်ဆန္ဒကိုရှေ့တန်းတင်တယ်တင်ရင်အဲ့ဒီကိုယ်ဆန္ဒတိုင်းပဲဝန်ကဘာတောင်ကိုကြွား This is a Thera Vada နော်ဟာမောင်ဝန်ခံရအဲ့လို့ဆိုတော့Thera Vada စကြောင်းလေးခွန်းတော့ပြန်သွားရတယ်နော်တနေ့တော့ကာလမှာမြတ်စွာဘုရားရှင်ကိုရောမြတ်အာတုမမြို့ထဲမှာဆွမ်းခံကြွနေစဉ်ခွန်းတော့နော်အာတုမမြို့သွားမယ်အဲ့ဒါခွန်းတော့အဲ့တော့အာတုမမြို့သားသုဘဒဆိုတဲ့ယဟန်ကြီးကဘုရားရှင်ကိုကြည်ညိုလောင်းလောင်းတော့တဲ့ဘုန်းကြီးဝင်းကြီးလည်းနားမလဲဘူးသူသပင်တွေပါရိတ်တယ်သပင်ညက်တဲ့ပုတ်လှပြင်တဲ့ hair dressing လုပ်တဲ့ပုတ်ကိုသပင်ညက်ဆိုင်သားလေးနှစ်ယောက်လည်းရှိတယ်အဲ့ဒါသပင်တွေပါညက်နေတဲ့ပုတ်ကိုဆိုတော့ဘုန်းကြီးဝက်လာမြတ်စွာဘုရားကြည်ညိုတော့ရှင်များတဲ့တပည့်တော်တပည့်တော်မျိုးသမီးဒေါငွေသိန်းရယ်ဝင်းနိုင်တို့ဝင်းကြိုင်တို့ဝင်းခိုင်တို့သား၃ယောက်လဲသပင်တွေညက်တော့ဒေါငွေသိန်းကိုဆိုဒေါငွေသိန်းရဲ့တကာကြီးဘုန်းကြီးဓမ္မစီကျောင်းဘုန်းကြီးဝတ်တာကိုဆိုအဲ့ဒါမြတ်စွာဘုရားကိုကြည်ညိုလို့ဟဲ့မျိုးမိမကြီးမန်ငွေသိန်းငါရဲ့သားတွေသမီးတွေချွေးမတွေကိုပြောရတဲ့ဘုရားရှင်ကငါဆွမ်းပုံပေးပင့်ခဲ့ပြီဒေါငွေသိန်းကလည်းသူ့တကာကြီးတွေမဝင်းနိုင်တို့အဖေကဆွမ်းသားပင့်ခဲ့ပြီဆိုတော့တော်တော်ဘုန်းကြီးနော်ဒေါငွေသိန်းရဲ့တကာကြီးခေါင်းတော့အဲ့ဒီကကျတော့သားဝင်းနိုင်တို့ဝင်းကြိုင်တို့ဝင်းခိုင်တို့ကမတော်ခင်မဟိုနဲ့လေဟိုနဲ့ဟိုဥတင်ရေးလိုက်ဟောတာဥတင်ရေးဟုတ်တယ်လားဥတင်ရေးဥတင်ရဟိုနဲ့စီဘောတော့လားနော်ဥတင်ရေးမကြောက်ဘူးအလှခံကြတော့မကြောက်ဘူးတို့ပါခင်ဗျညာတာပါလေးနဲ့ဒီကတကယ်အလှခံလိုက်တာဥတင်ရေးစီဘောတော့လားနော်ဟာသားတွေက
ပြီးတော့ကိုမြဝင်းခမရကဆိုဘုန်းကြီးတွေလေဆန်လေးအဲ့လိုအကုန်လုံးခေါင်းတွေညက်ပေးပြီးလိုက်ပြောတော့အဲ့ပစ္စည်းတွေအကုန်စုပြီးတော့ဘုရားကိုဆွမ်းကပ်ဘုရားရှင်လှမ်းကြည့်လိုက်တယ်ဘုရားရှင်လှမ်းကြည့်တော့ကိုယ်ဆိုရေဒီကိုကံဆောင်တစ်ဖြစ်လဲဥတုပတ္တကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးကဝင်းကြီးတော်နဲ့မလျော်ညဘူးကိုယ့်ရဲ့ကာယကံဝစီကံနေနဲ့ဆွမ်းကပ်တာပြင်ဘုရားရှင်ကမဖုံးပေးပဲနဲ့ဆွမ်းကံကြွားသွားတာမုံရအဲ့ဒီမှာသင်္ကန်းကြီးဘူဒီပတ်တိနဲ့ဒေါ်ငွေသိန်းရလဲအိမ်မှာဆွမ်းနေပြင်တာတန်ဃာတွေကြွမှာပေါ့ရက်ွက်လဲကြွားတာပေါ့လေဓမေစီတို့ဓမ္မဂရိအကျော်တို့အိမ်မှာဆွမ်းပုံးဝင်းမယ်ဆွမ်းကြွမယ်တို့လာခဲ့ကြဆရာလေးတွေဖိတ်တာဘုရားရှင်ကကြွားလားမလားဘူးမလားတော့မှဒေါ်တွေခံသွားတာအရှင်ဘုရားဘယ်လိုလုပ်တာလဲဗျာအေးဆွမ်းကြွားတာလေဟာရှင်ဘုရားတပည့်တော်ဓမ္မကြီးဒေါ်ငွေသိန်းရဲ့သား3ယောက်နဲ့ချွေးမလေးနဲ့ရှင်ဘုရားသားတွေမိတွေနဲ့ဆွမ်းကမယ်ပြောရတယ်လေအေးလို့တယ်လေအဲ့ဒါရှင်ဘုရားသိရတယ်ဘယ်နဲ့ကြောင့်ရှင်ဘုရားမစပယ်ဆိုလို့ရှိရင်ရှင်ဘုရားဝတ်စတူးတုတ်ထားတာဟုတ်ပြီနော်ဟုတ်တယ်မင်းစွန်းတွေကမတန်ရှင်းဘူးကွာဟာဘာလို့မတန်ရှင်းရမှာလဲကိုယ်တိုင်လေဝတ်သားဆိုရင်ကိုယ်တိုင်ချက်ထားတာကိုယ်တိုင်အေးကိုယ်တိုင်လို့မတန်ရှင်းတာဗောကွာဘုန်းကြီးကိုယ်တိုင်လျှောက်ပြီးတော့လှုပ်တာတော့မတန်ရှင်းဘူးအဲ့ဒီဆွမ်းကအကပ္ပိယဖြစ်သွားတယ်ဒါတော့ငါဘုရားကမဖုံးဘူးဒီဂေါရမရှင်တော်ဘုရားကွာသေးသေးချာချာဆွမ်းကပ်မယ်လို့ပြောတာမုံရွာကငါအမျိုးတွေရှိမှာအဆက်ခွဲတာနေအောင်ပေါ့ခွဲတာပြီးသွားပြီဒေါသလေးအဲ့ဒီဒေါသလေးကနေအမြဲကောရနဲ့ဥပနာရန်ညိုးဖွဲ့ရနေဥပနာဟာပြီးတော့မက်ခခြေစုကမ်းသွားပြီခြေစုကမ်းပြီးတော့ပလာသဂုံပြိုင်အိဒါမစ္စရိယမနာလိုဝင်းတို့မာနတွေအကုန်ပြီအကုသိုလ်တရားတွေကုန်ဆက်ဒီလိုပဲညင်ပြီးတော့ဖရာရဲ့နောက်မှာတောက်လျှောက်လိုက်နေမြတ်စွာဘုရားကိုနှိတ်ကိုကြည့်တော့ဆိုးတာနော်အကုသိုလ်ဇောတွေအဲ့လိုနဲ့ကိုသိနာယုံမှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိဘံဆန်တဲ့အခါလိုက်ကြောကွန်းဆောင်ဟာလေဘုရားရှင်ကိုရမြတ်ကြီးပြိဋိဘံဆန်တော့အဲ့ဒီသုဘရယာကြီးတချို့သောတာပန်သဂရကံအဲ့ဒီပဇင်းမျိုးလေးတွေကငိုတပတ်ကွာကွန်းဆောင်ဘာလဲငိုတယ်ဟုတ်ပြီနော်အဲ့ဒီငိုတဲ့မြတ်စွာဘုရားရှင်ဝိသကပုံနမတိဝေကစုံလာပြင်းနေမှာအနုဘာတိသေတယနိဗ္ဗာန်ဓာတုယပြိဋိပုရိပကဝတိလောကနာတိမြတ်စွာဘုရားရှင်လည်းပြိဋိဘံဆန်လိုက်တဲ့အခါကျတော့တတ္တနံပိတ်ကိုတရတတ္တနံရန်တော်ပေါင်း9သိန်းလောက်ရှိတဲ့နေရာမှာခွန်းဆောင်ပြီးအဲ့ဒီကခုနကတော့သူ့ဘာသာကိုတော်ကြီးကဘာလို့ငိုလာလဲ don't cry မငိုနဲ့ don't worry ငိုနဲ့မချင်းမရင်တာအလံအာဟုသောမဟာသောစိတ်ဓမ္မပရိဒေဝိတသမုဒ္ဒမယံတိနမသမနိနဥပဒုဒ္ဒသာဟောမှာဣဒံဟောကပရိဒံဟောနကပတိငါရှင်အာဟုသောငါရှင်သောမဟာသောစိတ်ဓမ္မပရိဒေဝိတမငိုကြွေးပါနဲ့မပူဆွေးကြပါနဲ့ခွန်းဆောင်ဟုတ်ပြီနော်သမုဒ္ဒတေမသမနိနငါတို့တွေလေအခုဟာဒီယဟန်ကြီးဂေါရမမှာကောင်းကောင်းလွတ်ပြီးသူမရှိတော့တာဖြစ်ချင်းကြောင့်သူရှိရင်ကြီးမြတဲ့ဣဒံဝကပရိဒံဝနကပရိဒါတွေကလှုပ်ကောင်းတယ်ဒါတွေကမလှုပ်ကောင်းဘူးလို့ကြီးထူတဲ့ကိုတော်ကြီးသူမရှိဘူးတို့နေရင်လည်းနေမယ်သွားခြင်းလည်းသွားမယ်စားခြင်းတာစားမယ်ပြောခြင်းတာပြောမယ်ရှင်မကတော့လှမ်းကြည့်တယ်တော်တော်ရုံးမာတဲ့ကိုတော်ကြီးဖခင်ရဲ့အလောင်းတော်မြည်မကျသေးဘူးမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုဥပက္ခပြုခြင်းနဲ့စော်ကားတဲ့ပုဂ္ဂိုလ်ပဲဒီလိုဆိုရင်ဘုရားရှင်ဘာပြောခဲ့လဲအနန္တကိုယောအနန္တမယဓမ္မောဇဝိနယောဇဒေတိတော်ပြညတ်တော်သောမမျက်စင်နဲ့တတ်တာငါဘုရားပြိဋိမှာမဆန်ဘူးกว่าတဲ့ယုံကြည်ရတာသေသွားတာအနန္တတဲ့အရှင်မရတဲ့အရှင်မရပြိဋိမှာဆိုရင်တပည့်တော်ဘယ်လိုနဲ့နေရမှာလဲဘုရားအနန္တလေးဘုရားကိုချစ်တာကိုအနန္တတဲ့ငါဘုရားဟောခဲ့တဲ့ဒေတိတော်စဓမ္မောဝိနယောစပြညတ်တော်မင်းဝိနည်းတွေတုတ်တန်တွေငါပြညတ်ခဲ့တယ်လေကွာဟောခဲ့တယ်လေကွာတဲ့အဲ့ဒီဝိနည်းဓမ္မကငါမရှိရင်မမစေနတတ်တာမင်းတို့တဲ့ဆရာပဲကွာငါမရှိရင်အဲ့ဒါဆရာပဲအဲ့ဒီဓမ္မဝိနည်းတဲ့ your teachers ပဲ you are your teacher မင်းတို့တဲ့ဆရာဖြစ်မှာအဲ့လို့ဆိုရင်မြတ်စွာဘုရားပြိဋိမှာမဆန်သေးဘူးဝိနည်းတွေရှိတယ်တုတ်တန်တွေရှိတယ်ဒီပုဂ္ဂိုလ်ကြီးကွာဆိုပြီးတော့ရှင်မကတ္တဝါကြီးကစိတ်မကောင်းတော့အဲ့တော့မှနေအောင်ပေါ့လေမြတ်စွာဘုရားရဲ့အလောင်းတော်ကိုမြေကြအောင်တင်းညိုပြီးမိတင်းညိုခုနကမိပူဇော်ပြီးတော့မှဒီတိုင်းထားလို့တော့မဖြစ်ဘူးသင်္ကန်းရဏတင်မယ်ဘာလို့ကိုသောဘာလို့သင်္ကန်းတင်မယ်လဲအဲ့ဒီဝင်းကြီးတွေတုတ်တန်တွေနေရာဒေသအသီးသီးမှာနော်စပယ်ပန်းလေးတွေမစပယ်စပယ်ပန်းလေးတွေစပယ်ပင်ကနေတပွင့်ချင်းကျွေကြတဲ့ပန်းလေးတွေကိုဒီတိုင်းထားရင်လေတွေတိုက်လိုက်ရင်သူများတွေကောက်သွားရင်အဲ့ဒီပန်းဝင်လေးတွေဖျို့ဖျဲဖြစ်သွားမတ်စပယ်ရဲ့စပယ်ပန်းလေးတွေကိုဘာလို့လဲကျိုးလေးနဲ့တေးလိုက်တယ်နှီးလေးနဲ့တေးလိုက်တယ်စပယ်ကုန်းလေးဖြစ်သွားတယ်
ခေပင်မောကကျွေကြလိုက်တဲ့ခေပန်းလေးတွေကိုအဲ့ဒီမြေမောကျွေကြတဲ့ခေပန်းလေးတွေကိုတပွင့်ချင်းကောက်ပြီးတီတန်လေးနဲ့ကြိုးလေးနဲ့နှိမ့်တော့ခေကုန်းလေးဖြစ်လာဒါခေပန်းလေးတွေကုန်းတော့ခေကုန်းပေါ့အဲ့ဒါလေးတွေစွတ်ထားလိုက်မယ်မေတ္တာတရားလေးတွေကိုဟောတဲ့တုတ်တန်လေးတွေကိုမေတ္တာစကားလေးတွေကိုသိကုန်းတော့မေတ္တာတုတ်တန်ပေါ့ဟုတ်ပြီနော်ဝေးနေနှထွေးများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေစူကြုံအလက်300ခန္ဓာမတ်စပယ်ကဝတယ်ဓမေစီရီကအလောတော်ဟုတ်ပြီနော်ဟုတ်တယ်လေဟုတ်ပြီနော်ဝိတုဒ္ဒနည်းနည်းပိန်တဲ့ခန္ဓာဝတဲ့ခန္ဓာဟိုမဝင်းကြံရမျိုးသမီးကြတော့သူပိန်သူကတော့အလောတော်ဟိုနင်းကြတော့ဟိုဒေါခင်မမကြတော့အဝဝင်းခိုင်အဝမိဖြူအဝတို့ကကြဓမေစီတော့အကြည့်ကောင်းအောင်မျိုးစူကြုံလက်300ခန္ဓာဟောမေတ္တာအဲ့ဒီမေတ္တာတရားတွေကိုဖော်ကျူးသိကုန်တော့မေတ္တာတော့ဣဒံမိဗုဒ္ဓရတနံပဏိတံယတိနသစ္စေနသုဝတိဟောတုဖျားရှင်ရဲ့ဂုံဣဒံမိဓမေဣဒံမိသံဃေသံဃာတော်ရဲ့ဂုံဓမ္မရဲ့ဂုံသံဃာရဲ့ဂုံအဲ့ဒီဂုံတွေယရဏ3ပါးတွေကိုခြေစုတရားတွေကိုပြောပြီးတော့သစ္စာဆိုပြီးသိကုန်တဲ့သုတ်တံကိုယရဏသုတ်တံလို့အမိပေးမယ်ဒါလို့လားဘာသုတ်တံလဲယရဏသုတ်တံဟုတ်ပြီနော်တက်ကောင်းတက်ရဟူသမျှကိုကြားမြင်သုတ္တရှိပါစေကောင်းလား3ပါးယရဏမိဘများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပေးဆက်ဆံရေးမြို့တွေ3ချက်ပေးပြီးတော့အဲ့ဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာရှိတဲ့တရားလေးတွေကိုစီကုန်းထားတော့မင်္ဂလာသုတ်တံလို့အဲ့ဒီအမိလေးတွေပေးမယ်ဟိကောင်းဆောင်ဟာတယ်လေဘေးက3ပုံလေးကိုအဲ့ဒီမင်္ဂလာသုတ်တံလေးတွေကိုတူရလေးတွေပေါင်းပြီးတော့သုတ်တံလေးကိုထည့်မယ်ဒါတွေကတော့စီမင်းစီကံတွေကွာအဲ့ဒီစီမင်းစီကံတွေကိုတော့လေဘာမလို့ကညာမလို့စီမင်းစီကံတွေကိုတော့ဒီတောင်းကြီးတစ်ခုနဲ့ထည့်မယ် basket ပိဋက means a basket အဲ့ဒီ basket တွေကို rules တွေ discipline တွေထည့်လို့ the basket of discipline ဝိနည်းပိဋကဒါတွေကတော့မေတ္တာစကားလေးတွေကိုဖော်ကြည့်လို့မေတ္တာသုတ်တံဒါမျိုးလွယ်လွယ်လေးပြောလိုက်တာသုတ်တံဟိုယရဏသုတ်တံဖယားတရားတန်ခါယရဏ3ပါးရဲ့ဂုံကျေးဇူးတွေနဲ့တစ္ဆာဆိုလို့ယရဏသုတ်တံမင်္ဂလာတရားလေးတွေမင်္ဂလာရှိတဲ့တရားလေးတွေကိုဟောဘုန်းကြီးတစ်ပါးတွေ့ရတာတရားနာတာမင်္ဂလာကောင်းဆောင်မာတာပိတုဥပဒဏံပုဒ္ဒရတသင်္ကွာမင်္ဂလာအဲ့ဒါလေးဆွတ်လိုက်တော့မင်္ဂလာသုတ်တံအဲ့ဒီတရားလေးတွေကိုစုပ်ပြီးတော့ဟောကြားတဲ့တရားလေး discourse လေးတွေစုပ်ထည့်လိုက်တော့ the basket of discourse တပုံဖြစ်သွားပြီအရှင်းမြင်တဲ့ယုတ်တရားနံတရားတွေရပြောတော့ ultimate truths တွေကိုအဲ့ဒီအမှန်တရားတွေကို higher doctrine တွေကို basket တွေထည့်ဝီနီးသုတ်တံအဘိဓမ္မာအဲ့ဒီပထမသင်္ကာယနာမှာခွဲပါတယ်ခွဲပြီးတော့မှတစ်ခုရင်းကိုရှင်အနန္ဒာကိုမေးတယ်ရှင်အနန္ဒာဒါပဲထည့်မယ်လေဝီနီးထည့်မယ်ကောင်းလားပါတယ်လေဒါဆိုသုတ်တံထည့်မယ်ဒါအဘိဓမ္မာလည်းထည့်မယ်တော့ရှင်အနန္ဒာအာငါရှင်ဝင်ငါရှင်အနန္ဒာဤသူနဲ့တရားဒေသနာတော်မြတ်ကိုမြတ်စွာဘုရားရှင်ဘယ်နေရာပဲလို့ဟောခဲ့ဒီမှာဒီမှာပြီးအာဟုသောအနန္ဒာငါရှင်အနန္ဒာဗန္ဒီမြတ်စွာဘန္ဒီရှင်မကသွားကြီးဘုရားဣဒံသုတ်တံဤစုလရာဟုလဝါဒသုတ်တံတရားဒေသနာတော်မြတ်ကိုမေရပိတော်အနန္ဒာကဘဂဝရမြတ်စွာဘုရားရှင်ဤသမုခမျက်မှောက်တော်မှာအေဝံဒီနီအတိုင်းသုတ်တံကြားခဲ့ရပါတယ်ဘုရားဒီလိုလေအခုဟောမဲ့တရားကိုလေဘုရားရှင်ရဲ့ထံက direct in drive mode direct lection တိုက်ကြားခဲ့ကိုယ်ကပါတယ်လေဗန္ဒီရှင်မကသွားကြီးဘုရားဤတိုင်းမင်္ဂလာသုတ်တံတရားဒေသနာတော်မြတ်ကိုမေမယံအနန္ဒာတပိတော်အနန္ဒာကဘဂဝရမြတ်စွာဘုရားရှင်သူမုခမျက်မှောက်တော်မှာအေဝံဒီနီအတိုင်းသုတ်တံကြားခဲ့ရပါတယ်ဘုရားကိုယ်ကပါတယ်လေတပိတော်လေအဲ့ဒီမင်္ဂလာ38ဘုရားကိုမေတ္တာတရားကိုယရဏတရားကိုတပိတော်လေဟိုပြင်ထားတာမရှိဘူးပြောင်းထားတာမရှိဘူးဖြည့်ထားတာမရှိဘူးပို့လို့ပယ်လိုက်တာမရှိဘူးဒါဖြင့်ပြင်ဆင်ခြင်းပြောင်းလဲခြင်းဖြည့်ဆွတ်ခြင်းနှုတ်ပယ်ခြင်းမရှိဘဲနဲ့ original မူရင်းတိုင်းထားတာကိုထီရဝါဒလို့ခေါ်သည်အရှင်မကတ္တဗအရှင်အနန္ဒာတို့အရှင်ဥပါလိတို့မထေများရဲ့စကားဒွေမေဘိက္ခယနာပပစတေနသေဝိတဘကရမေရိယောဆယံကာမေတုကာမတုကံလိယနုယောကောဟိနောကာမောပောရဇနိကောနာရိယောနတ္တသံဟိတောလို့အဲ့ဒီမြတ်စွာဘုရားရှင်အစဆုံးဟောခဲ့တဲ့တရားလေးဓမ္မအစဆုံးအသံလေး the voice of Dhamma the voice of Buddha ဘုရားရှင်ရဲ့အသံဓမ္မရဲ့အသံသည်ဤကဘာမြေပြင်မှာ BC 988မှာစခဲ့ပါတယ်အဲ့ဒီ BC 988မှာစခဲ့တာဖြစ်ချင်းကြောင့်ကွန်းစောအခုပြောနေတဲ့သာသနာတော်နှစ်2500သာသနာတော်နှစ်2556တဲ့ကွန်းစော45ထည့်တယ်ဆန်ဘယ်လောက်လဲ2600ဒါဖြင့်2600တိတိအဲ့ဒီ2600တိတိကနေပြီးတော့ဟုတ်ပြီနော်2600တိတိအဲ့ဒီအချိန်မှာဗုဒ္ဓဝါဒ
အဲ့ဒီကနေ BC 943 45နှစ်တာကာလတလျှောက်မှာတော့အဲ့ဒီ45နှစ်တာကာလတလျှောက်မှာရှိတဲ့တရားကိုတော့ဗုဒ္ဓဝါဒလို့ဆိုပါသည်ဗါတယ်လေဟုတ်ပြီနော်မြတ်စွာဘုရားရှင်တတ်တော်35ကနေတတ်တော်80ဂျာကာလအဲ့ဒီ45ဝါကာလမှာဟောတဲ့တရားကိုဗုဒ္ဓဝါဒလို့ဆိုသည်အဲ့ဒီကနေဘုရားပြိဋိနိဗ္ဗာန်ဆံသွားတဲ့ကမှာရှင်သာရိရှင်မောက်ရှင်မာကတ္တဗရှင်အနန္ဒာတို့ရှင်ဥပါလိတို့ကအဲ့ဒီဘုရားစကားတွေကိုပြန်ဆုလိုက်တာဟိုဒီရောက်နေတဲ့ပြန်ကျင်းနေတဲ့ဆိုတော့မုံရမှာဒီတရားကိုဟောလိုက်တယ်နောက်အဲ့ဒီတရားကမင်္ဂလာတရားနေပြီးတော့မှဟောတယ်မင်္ဂလာတရားနှစ်ခုဆုလိုက်တယ်တူပကပ်ပေးလိုက်တယ်မုံရမှာကာမဝိပင်္ဂတုတ်ကိုဟောလိုက်တယ်ပြီးတော့ပြန်ကြားမှာသွားပြီးတော့မြတ်စွာဘုရားနောက်တဲ့ကာမဝိပင်္ဂတုတ်တွေဟောတယ်ဒါပေမဲ့ပြန်ကြားမှာဟောတဲ့တရားကပို့ပြီးနည်းနည်းလေးများတယ်မုံရမှာဟောတဲ့တရားကနည်းနည်းကျင်းတယ်သုလကာမဝိပင်္ဂတုတ်ကာမဝိပင်္ဂကံကိုဝေဖန်တာဖြစ်ခြင်းကြောင့်မုံရမှာတရားနာပိသက်လည်းနဲတယ်စိတ်ဝင်စားတဲ့သူကလည်းနည်းနည်းနဲတယ်နဲတော့အဲ့ဒီတရားကိုတရားနာပိသက်လူနဲတာရဲ့တရားအကြောင်းအရာလေးရကိုဝင်းခိုင်မတ်ဖြူဖြူအေးတို့ရဲ့မိသားစုအပေါင်းအသင်းလေးပဲဟောတာဖြစ်အောင်တရားကနည်းနည်းချင်းချင်းပဲဟောလိုက်လို့သုလကာမဝိပင်္ဂတုတ်လို့အဲ့လိုလေးပြီးလိုက်ပြန်ကြားရောက်တဲ့ခါကျတော့တနယ်လုံးကိုကိုစားပြုပြီးဟောလိုက်တယ်ပိသက်အားလုံးကိုလူနဲ့ပြန်မှာတတ်တယ်အကုန်လုံးကိုစားပြီးတော့တရားကြီးကကျဲသွားတယ်ကျဲသွားလို့မဟာကမ္မဝိပင်္ဂတုတ်ခွန်တော်ပြီနော်ဒါဖြင့်ကံဟောဝေဖန်တာပဲဟောတာကတဏှာကမုံရွာတဏှာကပြန်ကြားသို့တော်လေအကြောင်းအရာနှစ်ခုကမုံရွာမှာဟောတာက2000ခုနှစ်ကဟောတာပြန်ကြားမှာဟောတာ2010မှာဟောတာ10နှစ်กว่าပင်กว่าညာတော့လေအဲ့တုတ်နှစ်ခုကိုပူးလိုက်တယ်သုလကမ္မကသုလကမ္မဘုံကမဟာကမ္မဘုံကသုလဝရဏမဟာဝရဏအဲ့လိုလေးတွေတုတ်တန်တွေကိုတူရလေးတွေကိုပေါင်းယုံပဲနာမည်လေးတွေပေးယုံပဲယရဏလေးတွေကိုယရဏနဲ့ဣဒံမိဘုဒ္ဓရတနာပရိဏဣဒိနာသစ္စေနာသူဝတ္တိဟောတုမြတ်စွာဘုရားရှင်ဤယရဏလူပြည်နဲ့၎င်းနဂါပြည်နဲ့၎င်းနတ်ပြည်နဲ့၎င်းမြတ်စွာဘုရားရှင်တူနဲ့ယရဏမရှိပါဣဒံမိဘုဒ္ဓအယံယေဝဘုရောဤဘုရားရှင်တည်တလည်းပဏိတံလောကီယရဏပြောတဲ့ကဲ့သို့လိုများသူပြင်ချီးမွမ်းသောယရဏကြီးဖြစ်ပါ၏ဣဒိနာသစ္စာဝဇ္ဇံဤမှန်သောသစ္စာစကားကြောင့်မင်းတို့မုံရွာမြို့သူမြို့သားတွေသူဝတ္တိဘေးရန်ကုန်ကင်းချမ်းသာခြင်းဖြစ်ပါစေသတည်းလို့ဟာယရဏတော့လို့မြည်ပေးလိုက်တယ်အဲ့ဒီအမီလေးတွေဘာမှမပြင်ဘူးအပေါ်လေးနဲ့အောက်လေးတွေပဲခေါင်းစဉ်လေးပဲပေးလိုက်တယ်မောင်ကြီးစစ်ကဆရာတော်ရဲ့တရားကိုခုနကတော့တရားသားဘာမှမပြင်ဘူးအပေါ်ကဟက်တင်လေးကိုဟိုက်လိုက်လေးလုပ်လိုက်တယ်အောက်ကညီကုန်းလေးကမှကျမ်းမှာချမ်းသာပါစေဒါပဲမပြင်ဘူးအခုလဲယန္တာအရှင်မြတ်တွေကမြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓဝါဒမှာထေရဝါဒလို့အပြောင်းမှာရှည်တဲ့သုတ်တွေဒီကဆိုတာရှည်တာနိကာယဆိုတာရှည်တဲ့သုတ်တွေကိုနိကာယဆိုတာ collection လောက်တာရှည်တဲ့သုတ်တွေကိုစုစည်းလိုက်တော့ the collection of long discourses ရှည်တဲ့သုတ်တွေကိုလုပ်လိုက်တယ်အဲ့လိုသုတ်ရှည်တွေကြီးပဲတတူတဝေးလဲစုလိုက်တော့ဒီကနိကာယအလယ်လက်ကိုမေဇိမနိကာယရှင်မီးဟောတယ်မေဇိမနိကာသုတ်အလယ်လက်တွေတိတ်မရှိဘူးတန်ယုဒ္ဓနိကာယဟာနေဒါနပြုတာနဲ့ဒါနစယုတ်တင်းစသမာနမဟုတ်ဒါနပြုတာစက်တဲ့တူတယ်ကွာဟောရှင်းလိုက်တယ်ခမကြီးသားချက်သားတို့ဟာမောင်ဝဲကရမကြီးသားဒါတို့ခန္ဓာပမတစ်တုံးကြီးနဲ့နိဗ္ဗာန်နဲ့တင်စားလိုက်တယ်ဟိုတစ်တုံးကြီးရေစီမှာပဲဟာတင်စားလိုက်မဟာသမုဒ္ဒရာကြီးနဲ့တင်စားလိုက်နောက်တစ်ခါမောင်ဝဲကရဲ့မင်းမေရဲ့ယင်လေးကလေဖြစ်ပွားခဲ့တဲ့နှုတ်ရည်တွေကိုမင်းတို့စိုးကြကြတယ်ဘာဖြစ်လို့ဒေါ်ငွေသိန်းဒီဝင်းနိုင်ကိုနှုတ်တိုက်ဖို့အတွက်နှုတ်ရည်ထွက်ရတာလေဘယ်ကလာလဲ no မသိဘူးဘယ်စေသိပ္ပံကမှဒီနေ့ medical science ကလည်း medical မကြဘူးအဲ့ဒီအမေရင်တွေကပါဠိတော်ကပဲချစ်သားဝင်ခိုင်းတဲ့အဲ့ဒီမင်းမေမန်းငွေသိန်းရဲ့နှုတ်ရည်ကလေသွေးရလာတာကွာသွေးတွေကွာတဲ့ဟာမင်းအဲ့ဒီအမေတော်ငွေသိန်းရဲ့သွေးနဲ့မင်းအသက်ဆက်ခဲ့တာလေမင်းကပတ်စံလေးရကားလေးရှင်မြက်ကြီးရှင်နဲ့မင်းလာပြီးလို့ဟောမရဝင်နိုင်ရနော်ဘာမှကိုဝင်းနိုင်နဲ့ခေါ်နေဆရာတော်တဲ့7နှစ်လောက်ငယ်တယ်ဟာဆရာတော်နဲ့တော်တော်ကွာတာပဲနော်ခင်ဗျားတို့မတ်စပဲနော်ဒေါသကြီးကြီးတယ်ဒေါသကြီးလို့အယုတ်အိုးတယ်နော်ဆရာတော်ဒေါသနဲတယ်ဟုတ်လားနော်ဟုတ်တယ်တဲ့ကိုဝင်းနိုင်ကိုဝင်းခိုင်
ဒေါ်ငွေသိန်းရဲ့ဘယ်ကနေဖြစ်သွားတာလဲသွေးရဖြစ်သွားတာသိပ္ပံပညာမသိနိုင်တာအဲ့တော့အဲ့ဒီသွေးလေးရဖြစ်သွားတဲ့မိခင်နှုတ်ရည်တွေအဲ့ဒီမိခင်နှုတ်ရည်တွေကလေစတူသူမာသမုတ်တွေသူမာသမုတ်တရား40နဲ့များတယ်တဲ့ဟုတ်လားတင်စားလိုက်တာဒီယူဘတ်ခန္ဓာကြီးကလေရေမြုပ်လေးတွေလို့ဝေဒနာခန္ဓာကရေဝက်လေးလို့တင်စားလိုက်အဲ့ဒါတန်ယုတ်တခန္ဓာတန်ယုတ်ဆိုတော့တင်စားနှိုင်းရှင်ပြီးဟောတာယူဘတ်ခန္ဓာယုတ်တရားကရေမြုပ်လားနဲ့တူလေသည်ထိုရေမြုပ်သည်မခိုင်မြဲလို့အဆိုင်ခဲပြည့်ရသည်အဲ့လိုသွားတယ်ဝေဒနာခန္ဓာနဲ့တရားကရေဝက်လားနဲ့တူလေသည်တင်ရဲ့ခန္ဓာနဲ့တရားကတန်လျက်လားနဲ့တူလေသည်တင်ညာနဲ့အဲ့ဒီတင်ညာမင်းတို့မှတ်သားထားတဲ့ຢာလေးကလေဟောမောင်ဝင်းခိုင်ဟောမောင်ဝင်းနိုင်ဟိုမတ်စပယ်ကမောင်ရင်နဲ့အိမ်တော်မကြခင်အဲ့လို body မျိုးလားဟေးဝါကြီးပဲလားဝါမဟုတ်ဘူးတဲ့အခုကျတော့တန်လျက်ပဲတန်လျက်ကိုရေးထင်ရွှေသမင်းလိုက်မလိုက်တာဒီလိုပုံစံဖြစ်လာမယ်ဆိုဘယ်ကြိုက်မလို့ကိုင်းနိုင်ရဲ့နော်ဗါတယ်လေတန်လျက်လေးပဲအဲ့ဒီတန်လျက်လေးကိုခမည်းတော်ချစ်ပါတယ်ဆိုတဲ့ချစ်ပါတယ်လို့မုန်းပါတယ်လို့ခင်ဗျထင်တဲ့အရာတွေအားလုံးက like a mirage တန်လျက်ပဲဒါလေးအစ်စ်မဟုတ်ဘူးအားလုံးအတုတွေပဲအဲ့ဒီအတုတွေမှာအနုပညာအတုမှာပဲရှိတယ်လေအတုမှာပဲရှိတယ်အနုပညာစစ်မှရှိရင်လို့မရဘူးအဲ့ဒီတိုင်းပဲတဏှာတွေဥပါဒဏ်တွေကလည်းအဲ့ဒီအတုဝိပန္လာတ illusion လို့ခေါ်တဲ့အဲ့ဒီမာယာတွေမှာပဲရှိတယ်ဒါပဲအတုတွေလေဝင်းမောင်ဝင်းခံရလဲအေးမတ်ဖြူရေးဆိုတော့ तू ကအဖြူအောင်လေးဝတ်မထင် तू စိတ်ထဲမှာဟိုကဘာဝတ်မှမသိသေးဘူးမဲတတ်တဲ့ရောင်လေးနာထွက်လာမှာတဲ့ तू ထင်တာလေကိုင်းတော့ဟုတ်ပြီနော်လာမင်းကြီးငွေစန္နာကိုဘောလုံးလေးလို့ပုတ်ခအောင်မှာဘောလုံးလေးကိုသူတို့ကြီးစားမောင်ဝင်းခံရဲ့မိဖြူရဲ့ဘောလုံးလေးလို့ပုတ်ကစားလိုက်ဦးမှာတဲ့ကိုင်းတော့မင်းတော့ပြီးတော့ဘယ်မှာလဲရွှေမင်းမို့တောင်လုံးခေါင်းအောင်လို့အိမ်ဦးမှာတဲ့အယူလीဘယ်မှာဘယ်အိမ်မှာလဲမြင်းမို့တောင်ကြီးခေါင်းအောင်ပြီးအိမ်မှာတဲ့အပြန်ဆင်းအမေတော်ငွေသိန်းလာမချိုစမ်းပါနဲ့အချိန်တန်အိမ်ပြန်ရင်ရွှေလေးကလို့ပြေးနေစင်ပြီရွှေလေးကနဲ့ပြေးလို့စင်ပြီငွေလေးကနဲ့ပြေးလို့စင်အယူလीကိုင်းတော့ဆိုတော့အဲ့ဒီတင်ညာတွေအဲ့ဒီသင်္ခါရတွေဝိညာဉ်မျက်လက်ပမာပဲတဲ့အဲ့ဒါနှမ်းရှင်ပြတော့တန်ယုတ်တန်တိကဲအဲ့ဒါရဟန္တာတွေကအမိပေးတာနောက်တစ်ခုအင်္ဂုတ္တရနိကေတစ်ခုကဘာနှစ်ခုကဘာသုံးခုတစ်ခုမြတ်တာတကြို17မျိုးနောက်တစ်ခုခောရနိကေလို့နိကေငါရက်ကိုထေရဝါဒသတ်မှတ်လိုက်ပါတယ်ကောင်းတော့ဒါအချင်းချုပ်ပါအဲ့လိုသတ်မှတ်လိုက်တဲ့အခါမှာအေယမေတုတံဧကံသမယံဘဂဝတာဝဋ္ဌိယံလို့ငငယ်တုန်းကတော့တို့အဲ့ဒါမသိပါဘုန်းကြီးတွေတရားဝဲတွေမှာအေယမေတုတံနေများလိုက်တာအခုတော့လေဗန္ဒေမရှင်းမကတ္တဗယေပယံမေတ္တပိတော်အနန္ဒာကဣရန်သုတ်တံဤသုတ်တံတရားဒေသနာတော်မြတ်ကိုအေဝံဤနည်းအတိုင်းမပြောင်းလဲပဲနဲ့မပြုတ်ပြင်းပဲနဲ့မဖြစ်ဆွဲပဲနဲ့မနှုတ်ပဲပဲနဲ့ no need to change modify act omit လေးချက်ပြင်ဆင်ခြင်းပြောင်းလဲခြင်းဖြစ်ဆွဲခြင်းနှုတ်ပယ်ခြင်းမရှိတာထေရဝါဒခေါ်သည်ခေါ်စားလှရနော်သိကုန်းတာပဲတတိပဒံ၄ပါး၃ပါးလို့မလုံးနဲ့လေမပြင်နဲ့၅ပါးလို့မဖြည့်နဲ့မဖြည့်ပါနဲ့မပြင်ပါနဲ့မူရင်းတိုင်းကောင်းပြီသားအဲ့တော့မှ1958ခုနှစ်မတိုင်ခင်အထိမင်းကုန်းဆယ်တော်ဘုရားကြီးမပေါ်ပေါက်ခင်အထိဘုန်းကြီးတွေကကွာတဲ့ဒီလောက်များပြားတဲ့ထေရဝါဒဗိဓကကြီးတွေကိုကမ္ဘာပေါ်မှာဂျာမနီကပညာရှင်တယောက် Bible ကျမ်းကို The Holy Bible အဲ့ဒီတမန်ကျမ်းစာကိုအလွတ်အစအဆုံးသိတာတယောက်ပဲပေါ်ဦးတယ်သူတို့အားကိုမရဘူးမြန်မာနိုင်ငံအရှင်ဘုရားတွေကပါဠိတော်တွေကတိပိဋကတွေအကုန်အားဆောင်လာတာသူတို့မဆောင်ဘူးသူကြည့်ဖတ်တယ်တမိုင်းတစ်လျှောက်လုံးမှာတယောက်ကြခဲ့ဘူးတယ်ဂျာမနီကပါထားပါတော့ Jesus ကိုကြည်ညိုလို့ဆိုပြီးအဲ့ဒီ Bible ကိုအလွတ်တယောက်တစ်ကမ္ဘာလုံးမှာတယောက်ရှိခဲ့ဘူးပါတယ်ဒီနေ့ချိန်ကြီးမတွေ့သေးပါဘူးအဲ့လိုနဲ့နေတော့ဗုဒ္ဓဘာသာဘုန်းကြီးတွေကသူတို့ရဲ့ထေရဝါဒကျမ်းဂန်တွေကိုအာဂုံဆောင်နဲ့လွတ်ရတဲ့ oral system ခေါ်တာပေါ့အဲ့လိုမျိုးby heart recitation လုပ်နေဆိုကြွားတာအဲ့ဒီဂေါရမတာရပိတွေရှန္ဒနာနဲ့ဒီလောက်ပါဠိတော်ကြီးတွေအကုန်လုံးအာဂုံဆောင်နဲ့ကြွားတာအဲ့လို19ရာစု1950ဝန်းကျင်ထိအောင်ခါစီပြီးခံခဲ့ရပါတယ်တတ်တည် proof မလုပ်နိုင်ခဲ့ဘူး approval မရှိခဲ့ဘူးဒါနဲ့ပဲတို့နိုင်ငံမှာပြစ္ဆမသံဃာနာတွေမမိလိုက်ဘူးစထသံဃာနာတင်တဲ့အခါမှာအရှင်ဝိသေသတာရာဘေးဝင်တာအဲ့ဒါကို Guinness World Record လို့ခေါ်ပါတယ်အဲ့ဒီကမ္ဘာ Guinness ပတ်တန်းကျန်ကြီးရတယ်ဘယ်လိုဝိသေသတာရာဘေးဝင် from Burma ဟာငါရှာနေတာ1958ခုနှစ်ကထုတ်ဝေတဲ့ Guinness Record စမတမ်းမှာ
Any Bogodi, any Shimwadi, Buddhist Mandi, Buddhist canonical text go, Samina about Naton your a lawyer name, look about Matanga, Matantan, who's it a pony, a pony pony, ha, this is all the child I got. Kuna Mingo Serovia, Savia. Dineti on someone. Palau song les, Senella song, Sierra Sayabuda. Eddie going in to Jabure, England out 2003, England out there, Piega in the Mayao. D. Sierra Piagi Politoma, Tirawara Pony says, Dibiga de go, a lawyer de Sodago, who is a Wissay Taga, brutal like bees with Takava Loma Shia young Yola. Lachi, how de Out of the Tarabiwana, eat Antonia, dinner Miago. Payajingoromia di Bedo, and Weaver by Nya or Muga Ningajin. Tawadian, you are Bandi Sadi or Davia. Ida Manoik is 80 Waburito was Aji. Tuba Lulin Logan, Judo Yaja, Judo Mimarudi. That was the got up Jajin Leshiva, Tobo Guru, the Sudi Piaget, the Manogala. Chana Kia Abedo Gribo Yawabai. Tobedo Griboma Aparabri, Yaurania Ganavaja. Lubi to Sudi Paritan in the Yabadole. Todo Pugedo Agudu Duze Ganya. Panari Bara Duze go Pugedo Duze Ganya. Luchin do Pibale. At that 2 years Pia Badi Paya. Jimia Ido Liam. Luchin do Pibale. That was the cheating who pierced at the gun. That was other 2 years who pierced at the gun in the Dandogo. We were buying your Mugabadi Shimaya. Ha! Let them, Palio, let them, Papa the Mamachi. Any man, a good word of Papa, Pamish language. Padabiana, Mishu. Any she was it a Tara, Matanga, Kavago Trotwalida. Did it to measure Lama Town and all. Padale, to measure Lama Town and Navi, Daddy Macabene, Gondo. Daddy Macabene, Eri, Piriga Domonigo, Gondo. Padale, Piriga Domonigo, Matam Pusure, Gondo. Padale. Thing I am not a TMB, Janet TMB or Godoy, everybody they would take the song shout in Yama, Bayita, over to Ale, who Satatanga, CD only took a long Pure Kama, those Satatanga, a condom shit. The Soye, Tirawara Jao teaching, thing I am not the mind, first Buddhist Great Council, Madi, from first Buddhist Great Councils to the sixth Buddhist Great Council to y'all, Lila. Sierra Gomoho, Toga Pinga Hogate. Sarima, this CD-ROM is produced in sacred memory of late Shaji Ubakin by his beloved Tamasan Shaji Dr. Asen Goenga, found out who was now Research Institute and prepared by his Tamachir at Ikapuri, Tamakiri, Ikapuri. Sadiabi. Ada Solodima. This CD-ROM, you go, this Satatanga in a CD-ROM. Kawama account Tamarida, you, Mr. Goengaga. To totally barole, so the second memory or late Shaji Upake. 2 years, Jesus in Shaji, Kualon Ubaking, or Chongbi, by his beloved Damasan, Taya, Tabiga, Tobare, to Arane, Tomare. Takalone, the Satatanga, Yamananga, Satatanga, Tira, Warago, Kavaga, Sampua. So, yeah, Tirawara, Tamai in Nepiola Bibi, Tuba Yaniga Piolo, Tamari, Winia is Suzan like that, Shemagava Suzan, Shananago, Winnie, Totane, Bimago made, Shemubaligo, Winnie made, hello, maybe Anana, Titiago, Timingalato and Diago, Buluhole, Bulu Havare. Eddie Yana Nayaga, a colon, Bora Kima, me get it, Shempiari. Shananaga, Shemia, the Libera, Leva, Anamani, the Lelu, Tome. The Jane, Donna, do me bandit them go. Shemiarovia, who Shannon I go to be ready, and I go pay like. Mazi Seroviagine Mingon Seropiaro, Piorago, to me up Pio me on Horella. Arele? Donna, do me bandit them go. Tangarashin Medupia. The video is a gago, Shinanasu, Panomuyaba Paya, Laos, Cambodia, Thailand, Sri Lanka, PNN, Mongolia. Eric Kaba Nanga Didia Pina Shineshima, Mingo Seropia, tiny. Madi Seropia made it. Maybe not. Tangarajin Medupia, Nyan Seropia, Tanga, Marie movie. Donna, do me bandit them go. Come on, Thai. Tangarashin DP. Shin Medupia, who Piarabi,
တိပိဋကဓမ္မဘာနာဂရိကဖြစ်တော်မူသောအရှင်ဝိဇိတသာရဘေဝန္တာကိုသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာကိုဟောခဲ့ပါပြီဤသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာမှာတတ္တဝါတို့ရဲ့အသက်ရှင်ခြင်းကိုဖြစ်စေတဲ့သောကံတတ္တဝါတို့ရဲ့အသက်တိုးခြင်းကိုဖြစ်စေတဲ့သောကံသက်ဝေလှကံစီမျိုးညံ9မျိုးနော်ဝေဒနာအနာယောဂများပြားခြင်းကိုဖြစ်စေတဲ့သောကံအနာယောဂနည်းပါးခြင်းကိုဖြစ်စေတဲ့သောကံအဲ့ဒါသွားလိုက်ဉာဏ်ပညာကြီးမားခြင်းကိုဖြစ်စေတဲ့သောကံဉာဏ်ပညာနည်းပါးခြင်းကိုဖြစ်စေတဲ့သောကံတို့ကိုဝေဖန်ပိုင်းခြားဟောတော်မူခဲ့ပါသည်ရှင်မယားလို့14ဌာနကိုဟောပြီးသင်ကတင်ပြီးပြီမေးပြီးပြီတပည့်တော်သည်အဲ့ဒီရှင်ဝိဇ္ဇာတရာပြေဝင်တော်ဤသုလကမ္မဝိပင်္ဂသုတ်တရားဒေသနာတော်ကိုမေဇိမနေကဥပရိပါဏတပါဠိတော်ဝိပင်္ဂဝတ်နဲ့လာရှိတော်တရားကိုမေးခဲ့ပါပြီဖေဟာမေးတိုင်းလေအရှင်ဝိဇ္ဇာတရာပြေဝင်တာကဖြေဆိုခဲ့ပါပြီဖေဟာအခုဖြေဆိုတဲ့နေရာမှာကိစ္စအဋ္ဌိဒေါသောတစုံတရာများအပြစ်ရှိပါသလားဖြည့်စရာပယ်စရာဟုတ်ပြီနော်ပြင်းစရာရှိပါသလားမေးတယ်တစ်ချိန်သိကောင်းတယ်နော်နှစ်ချိန်သုံးချိန်သုံးကမေးပြီးတဲ့အခါမှာပြင်းစင်စရာဖြစ်ဆွက်စရာပြောင်းလဲစရာနှုတ်ပယ်စရာမရှိသောကြောင့်တပည့်တော်တို့သည်ဤအရှင်ဝိဇ္ဇာတရာပြေဝန္တာမေးဖြေပြီးတဲ့အခါမှာတန်ရှင်းစင်ရည်သောကြောင့်ပထမသင်္ကန်းနာတင်စဉ်ကရှင်မဂ္ဂဝါကမေး၍အရှင်အနန္ဒကိုတော်မြတ်ကဖြေဆိုသည့်ပမာတန်ရှင်းစင်ကြယ်သောဤသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာတော်မြတ်ကိုကြွရောက်တော်မူလာကြကုန်သောငန်းနိုင်ငံထေရဝါဒသံဃာတော်အရှင်သူမြတ်တို့ကစုပေါင်း၍ညီညာဖြပြရွတ်ဆိုတော်မူကြပါကုန်စို့ဖယားဒါတို့ခေါ်လေဟုတ်မဟာဒါတို့ခေါ်လေမဟုတ်တာကြရင်တော့ကျောင်းလုံးကိုနော်တောင်အားလုံးကာကိုရာဇီကိုပြည့်ရှင်ဘယင်ဘိမတာရကိုနော်အဲ့ဒါကြဒါတို့ခေါ်တော့ကြည့်တာတောင်အားလုံးကာကိုရာဇီကိုပြည့်ရှင်ဘယင်ဘိမတာရသားတော်ဇာရတကထီးအိမ်နှံယူလူယူလေး၍ခြေပွားထားခွဲစားပဲရှာမိခဲ့ကင်းလို့နတ်ရွာစံကန်တော်ကုန်ခဲ့ပါပြီတော့တည်းအဲ့ကြဘာလို့လဲဒါလားသူများခြေပွားထားခွဲတာကြတော့ဒါကခေါ်ရမှာလေကိုရဒရေကိုရဒကလည်းမလေးချစ်လင်ကလည်းငွေခဲလို့သေပဲဝင်သားလေးကစွန်ကြီးသားကြီးကရီမြော့အဖေရဲ့မေရဲ့ကိုရဲ့ကလည်းသုံးလုံးပြန်ရင်သားလေးသားကလည်းသေးလင်ကလည်းစုံသားသေးယူယုံမရအပူလုံးကြွားလို့ဟဲ့မတ်ပရာရဲ့အယူမကြီးဖြစ်ပါပြီတော့တည်းဒါမျိုးကြရင်ခေါ်တယ်ဗါတယ်လေဟိုမှာမင်းကောဆရာတော်ဘုရားကြီးနဲ့မာစီဆရာတော်ဘုရားအဲ့ဒါကြတော့ကိုဝင်းစော်တို့အိမ်မှာတွေ့ခဲ့တဲ့ကွန်းသီးတွေကိုထုံးရင်နဲ့စိန်တော့တောက်တောင်ကြီးဖြစ်တာကြာနာကွန်းစော်ဟုတ်ပြီနော်အဲ့ဒါသာတို့ခေါ်မှာလေအဲ့ဒီကြမှာတန်စုပေါင်း၍ဂါယနာရွတ်ဆိုတာသင်္ဂါယနာ6ကျင့်တင်၍ဤထေရဝါဒများကိုတန်ရှင်းစင်ကြယ်အောင်လှုပ်ပါပြီဓမေဇရီတို့ဟောတဲ့တရားများသည်ဓမေဇရီဥက္ကောသန္လာသည်ပြင်ဆင်ခြင်းပြောင်းလဲခြင်းဖြစ်ဆွက်ခြင်းနှုတ်ပယ်ခြင်းမရှိဘဲနဲ့မူရင်းတိုင်းပဲဟောခဲ့ပါတယ်သင်္ဂါယနာ6တန်တဲ့တရားများပဲဟောပါတယ်